လူဘဝရလာလို့ရှိရင်နံပါတ်1အရေးကြီးဆုံးလို့ပြောရမယ့်ဟာဘာလဲလို့ဆိုရင်ကုသိုလ်ရဖို့စိတ်ကိုပြုပြင်တတ်ဖို့ဒါနံပါတ်1အရေးကြီးဆုံးပဲလို့ပြောစိတ်မထားတတ်လို့ရှိရင်ကုသိုလ်ဟာမဖြစ်တတ်ဘူးစိတ်ထားတတ်မှကုသိုလ်ဆိုတာရအကုသိုလ်ဆိုတာတွေကြတော့တန်တရားကအကျင့်ပါနေသည့်အတွက်ကြောင့်အကုသိုလ်ကလွယ်လွယ်လေးနဲ့ဖြစ်တယ်လူတွေရဲ့တဏ္ဍာမှာ40နဲ့အမျှမြင်စရာအာယုန်လေးတစ်ခုကိုမြင်လိုက်ရင်လောဘနဲ့နှစ်သက်တယ်ဒေါသနဲ့မုန်းတီးတယ်မောဟနဲ့အမှန်ကိုမသိလိုက်ဘူးဆိုလို့ရှိရင်မြင်မှုကိုအကြောင်းပြုပြီးတော့အကုသိုလ်စိတ်တွေပဲဖြစ်သွားပြန်တခါနာကအတန်လေးကိုကြားလိုက်တာနဲ့တပြိုင်နက်ตายရတဲ့အတန်ဆိုရင်လောဘနဲ့တွေးပြီးတော့မုန်းတီးတဲ့အတန်ဆိုရင်ဒေါသနဲ့တွေးတယ်သဘာဝတရားကိုမဆင်ញင်နိုင်ဘူးဆိုလို့ရှိရင်မောဟနဲ့တွေးတဲ့အကုသိုလ်တွေဖြစ်ပြန်တာပဲအဲ့ဒါလို့မြင်သမျှကြားသမျှဆိုတဲ့အာယုန်ဒီပေါ်မှာလူရဲ့စိတ်မှာအကုသိုလ်ဖြစ်တဲ့အကျိန်တွေကအလွန်အလွန်ကိုများတယ်အဲ့ဒီအကုသိုလ်ဖြစ်နေတဲ့အကျိန်တွေကိုရှင်းချနိုင်ဖို့ကဘာလို့ရမလဲဆိုတာမြင်တဲ့အခါမှာငါတဏ္ဍာမှာမြင်တဲ့အာယုံကိုအကြောင်းပြုပြီးတော့ဘယ်လိုစိတ်တွေဖြစ်သလဲကြားတဲ့အာယုံကိုအကြောင်းပြုပြီးတော့ဘယ်လိုစိတ်တွေဖြစ်သလဲလို့ကိုယ့်ကိုယ်ဆင်ញင်သုံးသပ်မှုဆိုတာအဲ့ဒါကစားကြရမှာပဲအဲ့လိုဆင်ញင်သုံးသပ်နိုင်ဖို့အတွက်မြင်ချင်းကြားချင်းပေါ်မှာတတိထားတတ်မှုဆိုတဲ့တတိတရားလက်လွတ်သွားလို့ရှိရင်ဘာတွေဖြစ်တယ်ဆိုတာကိုသိနိုင်စွမ်းမရှိဘူးပထမဘာဖြစ်တယ်ဆိုတာသိဖို့တတိထားလာလောကလူတွေဟာဘယ်ကိစ္စမှာပဲဖြစ်ဖြစ်တတိမထားရင်မသိလိုက်ကြဘူးပေါ့နော်ဒါမို့မြန်မာစကားမှာပြောတာရှိတယ်တတိမမှုခူမမြင်နဲ့တတိမမှုဘူးဆိုလို့ရှိရင်ကိုယ်မျက်စိအောက်မှာရောက်နေတာပဲဖြစ်စေမြင်ချင်မှမြင်တာအတန်ပေါ်လာတာဖြစ်စေကိုကြားချင်မှကြားလိုက်တယ်ဒါကြောင့်မို့တတိမူမိဖို့ဆိုတဲ့တတိတရားနဲ့ပတ်သက်ပြီးမြတ်စွာဘုရားအလေးထားပြီးတော့ဟောတယ်မဂ္ဂင်၈ပါးထဲမှာလည်းတတိရှိရတယ်ဘုဇင်9ပါးထဲမှာလည်းပဲတတိတရားကိုအလေးနဲ့ထားဟောထားတယ်ဒါကြောင့်မို့ပထမဆုံးကိုနည်းနည်းမောမနဲ့လင်းလာတဲ့အချိန်ကစပြီးမျက်စိဖွင့်ကြည့်တဲ့အချိန်ကစပြီးမြင်တဲ့အာယုံပေါ်မှာဘယ်လိုစိတ်အခြေအနေတွေဖြစ်တယ်လဲဆိုတာကိုတတိထားမိဖို့လိုအပ်တယ်ပေါ့ကြားတဲ့အတန်ဒီနှစ်ခုကအရင်လာမှာပဲမြင်တယ်ကြားတယ်ဆိုတာမြင်တယ်ကြားတယ်မလားခင်လည်းပဲလာနိုင်တာတစ်ခုရှိတယ်တွေးတယ်ဆိုတာဒီပြအားတွေပို့ပြီးတော့နီးစပ်တဲ့တွေးတော်မှုဆိုတာနဲ့ပတ်သက်လို့ရှိရင်လေဆင်ញင်စဉ်းစားလိုက်တယ်အဲ့ရကနိုးထလာတာနဲ့ငါဘာတွေတွေးမိတာလဲစဉ်းစားဆင်ញင်ပြီးတော့လောဘနဲ့တွေးတဲ့အတွေးတွေလားဒေါသနဲ့တွေးတဲ့အတွေးတွေလားအကောင်းဆုံးအကြောင်းကျိုးကိုခွဲခြားသိနိုင်စွာမရှိတဲ့မောဟနဲ့တွေးတဲ့အတွေးတွေလားလို့ဆိုတာတတိမူဖို့အရေးကြီးတယ်ပေါ့အဲ့ဒါလို့တတိမူတဲ့အလုပ်ကိုပဲ meditation လို့ပြောတာပါဒါပို့ပြီးတော့အရေးကြီးတယ်ပေါ့ကမ္မထမ်းထိုင်တယ်ဆိုတာမထိုင်ရဘူးမဟုတ်ထိုင်ရတယ်ပေါ့သို့တော့ကမ္မထမ်းအလုပ်ဆိုတာမနောကံဘာဝနာဆိုတာကိုစိတ်ထဲတော့ဆွဲမှတ်ထားဖို့လိုတယ်ကမ္မထမ်းအထုတ်တယ်ဆိုတာကာယကံမဟုတ်ဘူးဝစီကံမဟုတ်ဘူး
ပါဇက်ကပြောရတဲ့အရာမဟုတ်ဘူးခန္ဓာကိုယ်နဲ့အင်းနဲ့အားနဲ့အသုံးချပြီးလုပ်ရမယ့်ဟာမဟုတ်ဘူးပါလဲလို့ဆိုရင်စိတ်နဲ့လုပ်ရမယ့်အလုပ်ဖြစ်တယ်လို့ဆိုတော့ခန္ဓာကိုယ်ရဲ့အနေအထားဘယ်လိုပဲနေသက်သာသလိုနေပြီးတော့ဆင်ញင်စဉ်းစားလို့ရတယ်ပေါ့အိမ်ရင်လည်းဆင်ញင်စဉ်းစားနိုင်တယ်လမ်းလျှောက်ရင်လည်းဆင်ញင်စဉ်းစားနိုင်တယ်သက်သာသလိုထိုင်ပြီးတော့လည်းပဲဆင်ញင်စဉ်းစားလို့ရတယ်အဲ့ဒီဆင်ញင်စဉ်းစားမှုဆိုတဲ့မနောကံဟာဘာဝနာလုပ်ငန်းမှာအဓိကကျတယ်ချို့မှာကမ္မဋ္ဌာန်းထိုင်တယ်လို့ဆိုတဲ့အခါမှာposture ကိုကြည့်ပြီးတော့မထိုင်နိုင်ဘူးဒီလိုကြာကြီးထိုင်ရင်ဒုက္ခတွေဖြစ်တယ်ဆိုကမ္မဋ္ဌာန်းထိုင်ရမှာကြောက်နေတယ်လို့ဖြစ်တယ်အဲ့ဒါကကမ္မဋ္ဌာန်းထိုင်တယ်လို့ဆိုတာအဲ့ဒါတမာတိအလုပ်ကိုလုပ်တဲ့ကျမ်းမာတဲ့ပုဂ္ဂိုလ်တွေခန္ဓာကိုယ်ကြန့်ခိုင်တဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားညွှန်ကြားထားတဲ့အတိုင်းတင်မလင်ခွေးခါးကိုမမတ်ထားအာယုရှိတဲ့ပုံမှာစိတ်ကိုလွတ်ပြီးတော့စူးစိုက်ပြီးတော့ထားရမယ်ဆိုတာဒါအာနာပါနကျင့်စဉ်တစ်ခုနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရား posture ပါဟောထားတယ်ကမ္မဋ္ဌာန်းထိုင်တိုင်းအဲ့လိုလို့ဒီလိုပြောလို့တာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့နာမည်ကကမ္မဋ္ဌာန်းထိုင်တယ်လို့ပြောပေမဲ့လို့ကမ္မဋ္ဌာန်းဆိုဒီမှာမနောကစိတ်အလုပ်တာဖြစ်တယ် physical posture ဘယ်လိုပဲနေလူရဲ့ position ကဘယ်လိုပဲထားအရေးကြီးဆုံးကတော့စိတ်ပိုင်းဆိုင်ရာမှာခုနကပြောတဲ့တတိတရားတွေရှိဖို့အစဉ်ဉာဏ်ဉာဏ်တွေဖြစ်ပေါ်လာဖို့ဒီဟာပဲအဓိကထားအဲ့တော့မထိုင်နိုင်လို့လည်းစိတ်ပူစရာမရှိဘူးမထိုင်နိုင်လို့စိတ်ပူစရာမရှိဘူးစိတ်ပူစရာကောင်းတာကတော့ဟိုတွေးဒီတွေးပြီးတော့အချိန်ဖြုံးနေတာစိတ်ထဲမှာပူးနေတာတွေတောကတွေဖြစ်နေတာအဲ့ဒါမှစိတ်ပူစရာကောင်းတယ်တောကတွေဖြစ်တယ်ဒေါမနတတွေဖြစ်တယ်နောင်ရိပ်တွေးပြီးတော့စိတ်လေးနေတယ်ဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာမကြေမနက်ဖြစ်နေတယ်ဟိုလူစိတ်တိုင်းမကြဒီလူစိတ်တိုင်းမကြအဲ့ဒါလို့ကိုယ့်ရဲ့ကျမ်းမာရေးအတွက်တောကဖြစ်ပတ်ဝန်းကျင်အတွက်တောကဖြစ်အဲ့ဒါမှစိတ်မအေးဖြစ်เสียရှိတာတကယ်ပြောမယ်ဆိုလို့ရှိရင်မကြမ်းမာလဲစိတ်ပူเสียမရှိဘူးဘာဖြစ်လို့စိတ်ပူเสียမရှိတော့ဆိုဘယ်ရာပဲဖြစ်ခန္ဓာကိုယ်ကြီးရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာမကြမ်းမာဘူးဆိုတာတနေ့မလားတနေ့လာမှာပဲဒါလာတဲ့အချိန်မှာအဲ့ဒီနောက်ကိုစိတ်လိုက်မသွားဘူးအရေးကြီးတယ်ပေါ့မြတ်စွာဘုရားကဝေဒနာသုတ်တံတစ်ခုမှာဟောထားတာဆိုရင် physical body မှာပိန်းရလို့ခန္ဓာကိုယ်ကြီးနာကျင်ကြိုက်ခဲတာကိုအကြောင်းပြုပြီးတော့စိတ်ကပါလိုက်နာလို့ရှိရင်အဲ့ဒါဒုက္ခနှစ်ချက်ခံရတာပဲတဲ့မြားတာနှစ်ချက်စုခံရတာပဲခန္ဓာကိုယ်မှာပိန်းရတာဒုက္ခဖြစ်တာဘုရားတောင်မှမလွတ်ဘူးလူတိုင်းမှာဖြစ်နိုင်တဲ့အရာတစ်ခုပဲရှောင်လို့မရတဲ့အရာတစ်ခုစေဝဒ္ဒဆစားလို့ရှိရင်ပျောက်ကဲနိုင်တဲ့အရာတစ်ခုခုခေတ်မှာဆိုလို့ရှိရင်တော့ဆေးဝါးတွေအမတန်မှကောင်းတယ်ပေါ့ရှေးတုန်းကတော့ခန္ဓာကိုယ်ရဲ့နာကျင်မှုကိုတားဆီးဖို့ဆိုတာအမတန်မှခဲရင်တယ်ခုခေတ်တော့ပိန်ကီလာတွေတို့ပိန်ရီလီဗာတို့ဒါတွေရှိနေသည့်အတွက်ကြောင့်လူရဲ့ခန္ဓာကိုယ်ရဲ့နာကျင်မှုတွေဟာသက်သာမှုတွေအများကြီးရကြတယ်ပေါ့အရေးကြီးဆုံးကခန္ဓာကိုယ်ရဲ့နာကျင်မှုပေါ့ဒီလောက်ကြီးရေးကြည့်တာမဟုတ်ဘူးရေးကြည့်တာကတော့စိတ်နာတာပို့ရေးကြည့်တယ်လို့ဒီလိုပြောတာအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားစိတ်နဲ့ပတ်သက်လာပြီးတဲ့အခါကျတော့ဖြူစင်အောင်နှလုံးသွင်းဖို့ဆိုပြီးဇာဂရိယာနုယောဂလို့ဆိုတဲ့မြတ်စွာဘုရားရဲ့ကမ္မထမ်းကျင့်စဉ်တစ်ခုအနေနဲ့နိုးကြားစိတ်ဖြူစင်အောင်ကြိုးစားမှုနဲ့ပတ်သက်ပြီးတော့ဟောထားတာရှိတယ်။နေ့ခါမှာ
လမ်းလျှောက်လိုက်ထိုင်လိုက်ဘယ်လိုထိုင်ရမယ်ဘယ်လိုလမ်းလျှောက်ရမယ်ဆိုတာတောင်းမြတ်စွာဘုရားကဟောမထားပါဘူးဒီနေရာမှာတော့တာမန်ပဲသုံးပြီးတော့ဟောထားတာနေ့လည်အချိန်မှာလမ်းလျှောက်ရင်ထိုင်ရင်နဲ့ကိုယ်တဏ္ဍာမှာဖြစ်ပေါ်လာတဲ့ကုသိုလ်တရားမဖြစ်အောင်ဆုတ်ပိတ်တတ်တဲ့နိဝရဏတရားတွေကစိတ်ကိုသုတ်သင်ရမယ်စင်ကြယ်စေရမယ်ဆိုခုနပြောတဲ့လောဘနဲ့ပတ်သက်တဲ့အတွေးတွေဒေါသနဲ့ပတ်သက်တဲ့အတွေးတွေဒါတွေမပေါ်အောင်ထိန်းချုပ်ဆောင်ရှောက်နေတာကိုပြောတာညမှာလည်းပဲအိမ်မပြောသေးခင်အချိန်မှာဒီလိုပဲလုပ်ရမနေ့စောစောမှာလည်းပဲဒီလိုပဲလုပ်ရအဲ့ဒါကမ္မထာတရားအာထုတ်တာနဲ့ပတ်သက်လာလို့အချိန်များများကမ္မထာအာထုတ်တဲ့ပုဂ္ဂိုလ်တွေကိုမြတ်စွာဘုရားကနေ့လည်အခါမှာတဏှိကုံနိဝရဏလို့ခေါ်တဲ့စိတ်ထဲမှာလောဘနဲ့တွေးတဲ့အတွေးတွေဒေါသနဲ့တွေးတဲ့အတွေးတွေဌိနမိတ်တာဆိုတဲ့အိတ်ချင်ထိုင်ခိုင်းမှုတွေဥဒိစ္စကုက္ကုဆလို့ခေါ်တဲ့စိတ်ပြန့်လွယ်မှုတွေစိတ်ပူပန်မှုတွေဝိသိကိစ္စလို့ခေါ်တဲ့ကိုတွေးတီတွေးပြီးတန်တရားပွားနေမှုတွေအဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေကိုမဖြစ်ပေါ်လာအောင်ကောင်းမြတ်တဲ့အာယုန်တစ်ခုပေါ်မှာတတိနဲ့ဆင်ခြင်တုံတရားနဲ့ဒီလိုနေသွားတာဟာဒါကမ္မထာအထုတ်တယ်လို့ခေါ်တာပဲစာကရိယာလူယောဂညမှာလဲပထမယံဆိုတာည10 နာရီလောက်ထိအောင်မစ္စည်းမယံအလေယံလောက်ကြတော့ခိတခဏအပန်းဖြေအိပ်ဆက်ပြီးတော့နိုင်ပြန်2ချက်လောက်ညသကောင်ကြော်ပြီးတဲ့နိုင်ပြန်2ချက်လောက်လူဟာအမောပန်းပြေးပြီးတော့တရေနိုးလာတတ်တယ်ပေါ့အဲ့ဒီအချိန်မှာအဲ့ဒီတရေနိုးလာတဲ့မနေ့စောစောအချိန်ဟာလဲလူတန်တွေတိတ်ဆိတ်ပြီးတော့အလုံးဟာအိမ်မောကြနေတဲ့အချိန်ဟာမိမိအတွက်စိတ်လုပ်ငန်းလုပ်ဖို့အကောင်းဆုံးအချိန်တစ်ခုလို့နှောက်ယှက်တွေကင်းတဲ့အချိန်တစ်ခုဖြစ်လို့ဒါကြောင့်မို့မြတ်စွာဘုရားပစ္စည်းမယံမှာစောစောအိယာကထားပြီးတော့ခုနအတိုင်းပဲမိမိတဏ္ဍာမှာဖြစ်တဲ့အာယုန်တစ်ခုခုကိုဆင်ញင်သုံးသပ်ပြီးတော့စိတ်ထဲမှာအကုသိုလ်မဖြစ်အောင်ဒီလိုလှုပ်ဆောင်ရမယ်ဒါလူဘဝရလာတဲ့ပုဂ္ဂိုလ်တိုင်းတကယ်ကိုယ့်ရဲ့အကျိုးစီးပွားကိုလိုလားပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တိုင်းကိုချစ်တယ်လို့ဆိုတဲ့ပုဂ္ဂိုလ်တိုင်းဟာဒီလုပ်ဟာမလွဲမသွေလုပ်ကြရမယ်လုပ်ငန်းတစ်ခုဘာဖြစ်လို့တော့ဆိုလို့ရှိရင်စိတ်ရဲ့အညစ်အကြေးတွေကိုမတန်ရှင်းနိုင်လို့စိတ်ထဲမှာပူပန်မှုတွေတောကတွေအကုသိုလ်ညစ်ကြေးတွေလွှမ်းမိုးလာပြီဆိုရင်ကိုယ့်ရဲ့အနာဂတ်အခြေအနေကကိုကအကောင်းကိုမျှော်ပေမဲ့လို့ကောင်းစရာအကြောင်းမရှိဘူးလောဘဒေါသမောဟစတဲ့ကိလေသာတွေရဲ့လွှမ်းမိုးမှုကြောင့်ဘယ်လိုပဲအကောင်းမျှော်အကောင်းဟာလာမှာမဟုတ်ဘူးတဲ့အဲ့ဒီအဆိုးတရားတွေရဲ့အကျိုးပေးကအကောင်းမလာသည့်အတွက်ကြောင့်ဘဝမှာနှိမ့်ချပြီးနောက်ဆုံးမှာဆင်းရဲဒုက္ခနဲ့ပြန်ပြီးတော့ကြုံနေကြအခုလူဘဝရောက်လာတယ်ဆိုတာကုသိုလ်ကံကောင်းတဲ့အလှည့်ကလေးတကွက်ကြုံလို့ခဏခဏလာရောက်ပြီးတော့အပန်းဖြေရတယ်လို့ဟာမျိုးလေးဖြစ်တယ်အဲ့ဒီအပန်းဖြေရတဲ့အချိန်လေးမှာလူဘဝရတဲ့ကုသိုလ်ကောင်းမှုရဲ့အရှိန်အဝါလေးကိုဆက်ပြီးမထိန်နိုင်ဘူးဆိုလို့ရှိရင်လူတွေအားလုံးဟာဘယ်ကိုပြန်ကြတာလဲလို့ဆိုလို့ရှိရင်စပိတ်ကျမ်းဂန်ထဲမှာဆိုထားသလိုလူတွေအားလုံးဟာကာမဂုဏ်အာယုန်စိတ်တွေနဲ့မေ့မျောပြီးတော့ပျော်စရာကိုသာကြံတွေးပြီးအပျော်ပါးထဲမှာသာစိတ်ဆိုင်နေကြတဲ့အတွက်ကြောင့်ပမတ္တသသနာမစတ္တရောအပါယတကခေဟာတရိတာအပယ်လေးပုံဟာကိုယ်အိမ်လိုပဲတဲ့သူတို့ဖို့ကိုယ်အိမ်ဆိုတာဘယ်မှာလဲအပယ်လေးပုံပဲအဲ့ဒီမှာသွားပြီးတော့ဒုက္ခခံကြ
ဆိုပါစို့နေ့စဉ်နဲ့အမျှခန္ဓာကိုယ်ရောစိတ်ရောနှစ်မြုပ်ပြီးတော့လုပ်ငန်းတွေလုပ်နေကြရတဲ့ပုဂ္ဂိုလ်တွေဟာတခါတရံကျတော့ပင်လယ်ကမ်းခြေမှာသွားပြီးတော့အပန်းဖြေရတယ်လို့ပေါ့စိတ်လွတ်လပ်မှုလေးကိုယူပြီးတော့အပန်းဖြေရတယ်လို့လူပြေတက်ပြေရောက်လာတဲ့အခါအဲ့ဒါအပန်းဖြေတဲ့အချိန်ပိုင်းလေးလို့ဖြစ်တယ်ကိုယ်ရောစိတ်ရောနှစ်မြုပ်ပြီးတော့မောနေပန်းနေအောင်လုပ်နေရတယ်ဆိုတာအပယ်လေးပုံကြနေတဲ့အချိန်ကြတော့မောပန်းနေအောင်လူတွေဟာနားချိန်မရှိအောင်ဆင်းရဲဒုက္ခတွေတလဇက်နဲ့ခံစားပြီးတော့နေကြငရဲဆိုတာတော့ကိုယ်မမြင်ရလို့လက်တွေ့ကြည့်လို့မရနိုင်ဘူးပေါ့ဘုရားဟောထားတာကိုသာယုံပြီးတော့လက်ခံရတယ်ပေါ့သို့တော့ကိုမြင်ရတဲ့အစိတ်ပိုင်းလေးတွေကိုပဲကြည့်အောင်အပယ်လေးပုံထဲမှာအပါဝင်ဖြစ်တဲ့တိရစ္ဆာန်ဆိုတာလူတိုင်းမြင်နေကြတာသူတို့ဘဝလေးပဲစဉ်းစားကြည့်လိုက်သူတို့ကိုတပ်ဖြတ်စားတောင်းမှုမရှိဘူးဆိုတဲ့တိရစ္ဆာန်တွေကိုကြည့်အောင်စားစရာအတွက်လုံးမနေရတယ်သူခင်ဗျာများနော်အမြဲတမ်းနေစရာအတွက်စားစရာအတွက်ဒီလိုလုံးမနေကြအလွန်ကံကောင်းလို့လူတွေကမွေးထားတဲ့တိရစ္ဆာန်အချို့လောက်သူတို့တောင်မှပဲစကားပြောနိုင်တာမဟုတ်ဘူးကောင်းတဲ့အလုပ်တွေလုပ်နိုင်တာမဟုတ်ဘူးသူတို့မှဆိုလို့ရှိရင်အားရင်အိပ်မယ်စားရင်စားမယ်ပျော်ပါမယ်ဒါပဲရှိတယ်ပေါ့ဒီစိတ်ကလွဲလို့တခြားစိတ်ဖြစ်เสียအကြောင်းမရှိမတည့်တဲ့သူတို့အကောင်လာရင်ရန်ထောင်မယ်ဒေါသဖြစ်မယ်ဒေါသဖြစ်မယ်လောဘဖြစ်မယ်မောဟဖြစ်မယ်ဆိုတဲ့ဒါတွေနဲ့လွှမ်းမိုးပြီးတော့နေရလူတွေရဲ့ဟင်းလျာအဖြစ်အသုံးခံရတဲ့ကြက်တို့ဝက်တို့ဆိုတဲ့ဒီတတ္တဝါတွေရဲ့ဒုက္ခကြတော့အမှန်တမ်းကြီးတယ်လူတွေရဲ့ခိုင်းစေမှုကိုခံရတဲ့ကျွဲတို့နွားတို့ဆိုတဲ့တတ္တဝါတွေရဲ့ဒုက္ခဟာလည်းအမှန်တမ်းကြီးတယ်လူရဲ့ဆန္ဒအတိုင်းအကုန်လိုက်ပြရကိုယ့်ကိုယ်ကိုပဲစဉ်းစားကြည့်အောင်သားသမီးရှိတဲ့ပုဂ္ဂိုလ်ဟာသားသမီးရဲ့ဆန္ဒအကုန်မလိုက်နိုင်ကိုယ်ပတ်ဝန်းကျင်ရဲ့ဆန္ဒအကုန်မလုံးနိုင်မိသားစုရဲ့ဆန္ဒအကုန်မလိုက်နိုင်ဒါတော့ကိုယ်ဆန္ဒရှိသေးတယ်ကိုယ်ဆန္ဒအတိုင်းဖြစ်နိုင်သေးတယ်ဟိုလူတွေရဲ့အခိုင်းအစေခံထားတဲ့ကျွဲနွားတိရစ္ဆာန်တွေဆိုတာသူတို့ဆန္ဒဆိုလုံးဝမရှိတော့လူရဲ့ဆန္ဒအတိုင်းပဲလုပ်နေကြရတယ်နေမကောင်းလဲလုပ်ရမှာပဲဖြားနေလဲလုပ်ရမှာပဲတခုနာကျင်ကြိုက်ခဲနေလဲလုပ်ရမှာပဲဆိုအဲ့ဒီဘဝတွေကိုပြန်ပြီးတော့တွေးကြည့်လိုက်မယ်ဆိုရင်တို့တွေဖြစ်တာအဲ့ဒီဘဝဟာအများဆုံးလို့မြတ်စွာဘုရားဒီလိုဟောတယ်အဲ့လိုဟောတော့တို့လူဘဝရောက်နေတဲ့အချိန်လေးမှာပြောသလိုနေသွားကြမယ်ကိုယ်စိတ်ထဲမှာဖြစ်တဲ့လောဘဒေါသမောဟဆိုတာတွေကိုမပယ်ရှားနိုင်ကြဘူးဆိုလို့ရှိရင်တို့ရောက်သွားမဲ့ဘဝဟာတွေးကြည့်လို့တောင်မှမဝန်းစရာကောင်းတဲ့နေရာမျိုးတွေဖြစ်နေတယ်လို့ဒါတွေကကြိုတင်ပြီးတော့စဉ်းစားပြီးကြိုတင်ပြီးတော့သိရတယ်နောက်ကြမှသိလို့ရှိရင်တော့အပူပဲပေတဝတ္ထုဆိုတဲ့ပါဠိတော်ထဲမှာကြည့်လို့ရှိရင်လူဘဝတုန်းကပြောသလိုနေပြီးတော့ငရဲကြသွားတယ်ပြိတ္တာဘုံရသွားတယ်အဲ့ဒီပုဂ္ဂိုလ်တွေဟာဘာကိုတန်းတကြတော့ဆိုလို့ရှိရင်တို့မသိနိုင်မဲလို့လူဘဝတုန်းကလှုပ်ခွင့်နေကြောင်ရင်တန်းနဲ့မလှုပ်ခဲ့ဘူးပြောသလိုနေခဲ့ကြတယ်ဒီတစ်ခါလူပြန်ဖြစ်ရင်တော့ကုသိုလ်ကောင်းမှုတွေလှုပ်လိုက်မယ်လို့စိတ်ထဲကအဲ့လိုပြောကြတာတွေရှိတယ်အဲ့ဒါတွေဟာနောင်မရတဲ့အခါမှာနောက်ကျသွားတယ်နောက်ကျသွားရင်ဘာမှလုပ်လို့မရတဲ့အနေအထားမျိုးဖြစ်သွားတယ်ဒါကြောင့်မို့လူဘဝရလာတဲ့အခိုက်မှာအရေးကြီးဆုံးကတွေးပြီးတာနဲ့ပတ်သက်လာလို့ရှင်လေလောဘနဲ့မတွေးမိဖို့ဒေါသနဲ့မတွေးမိဖို့မောဟတွေမာမနတွေအကုသိုလ်တွေနဲ့တွေးမိမှုမရှိဖို့မျက်စိကမြင်တဲ့အာယုံနားကကြားတဲ့အာယုံအမြင်အာယုံအတန်အာယုံတွေနဲ့ဆုံတဲ့အခါမှာလည်းပဲလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်မောဟမဖြစ်အောင်လို့တတိဆောင်ပြီးတော့တံပစဉ္ညတရား
ဆင်ញင်တုံတရားလက်ကင်ထားပြီးတော့နေထိုင်ခြင်းဟာဒါကမ္မထာတရားအထုတ်တယ်လို့ဒီလိုပြောလို့ရတယ်ပေါ့အရေးကြီးဆုံးကအဲ့ဒါပဲကိုယ်စိတ်လေးမှာအကုသိုလ်တရားတွေမဖြစ်အောင်ဖြစ်လာလို့ရှိရင်ရှင်းလင်းအောင်သုတ်သင်နေဖို့ဟာရေးကြည့်တယ်အဲ့တော့မဖြစ်အောင်ထိန်းတယ်ဆိုတာ तू ကတော့ဖြစ်မှာပဲဘာဖြစ်လို့ဖြစ်တာတော့ဆိုအကျင့်ကြီးပါခေါရွကျိုးတာလူစိတ်ကကြားတဲ့ပုံမှာကြားတဲ့အတန်ဟုတ်လားမြင်ရတဲ့အာယုံကြားရတဲ့အတန်ပေါ်မှာဆိုရင်ကောင်းတဲ့အရာဆိုလို့ရှိရင်လောဘကဖြစ်လိုက်မှာပဲမကောင်းတဲ့ဟာဆိုရင်ဒေါသကဖြစ်လိုက်မှာပဲအဲ့ဒါကခေါရွကျိုးနေတာအဲ့ဒီခေါရွကျိုးနေတဲ့ဟာကိုဘာနဲ့ကာကွယ်လုပ်ရမလဲလို့ဆိုလို့ရှိရင်ခေါနာတတိနဲ့ကာကွယ်ရတတိထားနေရမယ်တတိထားနေလို့ရှိရင်ရောပါသွားတတိထားနေပြီးတဲ့အခါဆင်ញင်တုံတရားဆိုတာလာရအဲ့ဒီဆင်ញင်တုံတရားကိုဒီနေရာမှာယောနိသောမနတိကာရလို့တင့်တင့်စွာဆင်ញင်ဉာဏ်ရှိစွာနှလုံးသွင်းနိုင်မှုစိတ်ထားတတ်မှုလို့ဆိုလို့မြန်မာစကားထဲမှာပြောကြတယ်စိတ်ထားတတ်ရင်မြတ်တယ်စိတ်ထားတတ်ဖို့ဘယ်ရာပဲဖြစ်ဖြစ်စိတ်ထားမတတ်ဘူးသို့မဟုတ်ယောနိသောမနတိကာရမရှိဘူးဆိုရင်ကုသိုလ်မရနိုင်ကုသိုလ်အလုံးရဲ့ဖြစ်ပေါ်လာရမဟုတ်ဘူးလို့ပြောရမှာယောနိသောမနတိကာရရေကေစိကုသလာဓမ္မသဗ္ဗေတိယောနိသောမနတိကာရမူလကာတဲ့ဆိုလိုတဲ့အဓိပ္ပာယ်ကဖြစ်ပေါ်လာတဲ့ကုသိုလ်မှန်သမျှဟာယောနိသောမနတိကာရပေါ်မှာအခြေခံတယ်လို့ပြောတယ်ယောနိသောမနတိကာရကြောင့်ဖြစ်တာတဲ့အဲယောနိသောမနတိကာရဆိုတာဘယ်လိုအာယုံပဲလာသူက wise attention ဆိုဆင်ញင်ဉာဏ်နဲ့နှလုံးသွင်းတတ်တာတော့ပို့ပြီးနားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်ကုသိုလ်ဖြစ်အောင်နှလုံးသွင်းတာယောနိသောမနတိကာရလို့ပြောတယ်အဲ့တော့ကုသိုလ်ဖြစ်အောင်ကဘယ်လိုနှလုံးသွင်းရမှာတော့မျက်စိကမြင်စရာအာယုံလေးတစ်ခုလောဘဖြစ်စရာအာယုံလေးတစ်ခုဖြစ်လာလို့ရှိရင်ကိုယ်မှာဆင်ញင်တုံတရားကဘာဆင်ញင်တုံတရားတော့ဆိုသူများပိုင်တဲ့ပစ္စည်းဆိုရင်ဒါသူများပိုင်တဲ့ပစ္စည်းသူ့မှာကုသိုလ်ကံရှိလို့ဒီပစ္စည်းကိုရထားတာဒီပစ္စည်းနဲ့ပတ်သက်ပြီးငါလောဘဖြစ်ရင်မသိတော့ဘူးငါမှလောဘမဖြစ်စေရဘူးလို့ဒီအတွေးမျိုးတွေးလိုက်တာနဲ့ဒါယောနိသောမနတိကာရလို့ခေါ်တာမုန်းเสียလူတယောက်ကိုတွေးလိုက်လို့ရှင်လည်းပဲကြည့်ငါမုန်းလို့သူဘာမှဖြစ်မှာမဟုတ်ဘူးငါမှသာငါရဲ့နှလုံးသားဟာညှဉ်းနှွမ်းသွားပြီးငါမှပဲအကုသိုလ်ဖြစ်တယ်မုန်းနေခြင်းဟာကျိုးမရှိဘူးလို့နှလုံးသွင်းလိုက်လို့ရှင်လေဒါယောနိသောမနတိကာရဆိုလိုတာကယောနိသောမနတိကာရဆိုတာကုသိုလ်ဖြစ်တဲ့ဘက်ကိုဥလှည့်ပေးရကုသိုလ်ဖြစ်တဲ့ဘက်ကိုဥလှည့်ပေးရဥပမာလူတယောက်ရဲ့အကျိုးစီးပွားလိုလားတဲ့စိတ်မေတ္တာကိုတည်ဆောက်ပြီးဆိုလို့ရှိရင်လူတိုင်းမှာအဆိုးနဲ့အကောင်းဆိုတာနှစ်မျိုးတွဲပြီးတော့လာတယ်လူတိုင်းမှာအပြစ်ဆိုတာလည်းရှိတယ်ကောင်းတဲ့အကွက်လည်းရှိတယ်ဆိုးတဲ့အကွက်လည်းရှိတယ်အဲ့တော့မေတ္တာပွားခြင်းလို့ရှိရင်သူ့ရဲ့ဆိုးတာတွေမကြည့်နဲ့ဆိုးတဲ့အပိုင်းတွေကိုဖယ်ထားလိုက်ကောင်းတဲ့အကွက်ကလေးကိုသာကြည့်ပြီးတော့မေတ္တာပွားဒါကိုယ်တဏ္ဍာမှာမေတ္တာဖြစ်ဖို့ကအဓိကဒီလူတယောက်ပေါ်မှာဘလောက်ဆိုးခဲ့တာငါပေါ်ဘလောက်ဆိုးတာဆိုတာအဲ့ဒီအဆိုးတွေသာတွင်လို့ရှိရင်မိတောက်ကလေးကိုလေဖြူဖြူလေးတိုက်လာတယ်လို့ပဲသူကပို့ပြီးတော့ရှိန်မြင့်လာမှာလေပင့်မိလောင်ရာလေပင့်ဆိုတာအဲ့ဒီအတွေးကပို့ပြီးတော့ပင့်ပေးလိုက်တဲ့အခါကျတော့ဒေါသတွေကပိုမြင့်လာဘယ်ဟာပဲဖြစ်ဖြစ်မိလောင်ရာလေပင့်ဆိုတာလောဘဖြစ်ရင်လည်းတွေးလိုက်ရင်ပိုလောဘဖြစ်တယ်ဒေါသဖြစ်တဲ့အာယုံကိုတွေးလိုက်ရင်လည်းပို့ပြီးတော့ဒေါသအရှိန်မြင့်လာ
အဲ့ဒါတွေကိုမတွေးပဲနဲ့တစ်ဖက်ကလှည့်ပြီးတော့တွေးရတယ်အဆိုးတွေတဲကအကောင်းကိုရှာအဆိုးတွေတဲကအကောင်းကိုရှာပြီးတော့မေတ္တာဘာဝနာပွားရတယ်လို့ဒီလိုဆိုတာအဲ့တော့လောဘဖြစ်လာလို့ရှိရင်လည်းပစ္စည်းတစ်ခုအပေါ်မှာလောဘဖြစ်ရင်လူတယောက်အပေါ်မှာလောဘဖြစ်လာရင်တွေ့တာမှုတွေဖြစ်လာတယ်ဆိုပါစို့မိဘနဲ့သားသမီးဆိုတော့မိဘကဒီသားဒီသမီးကိုသိချစ်တယ်တန်ရောစဉ်တွေသိဖြစ်လာသူ့ပေါ်မှာဖြစ်လာတဲ့တန်ရောစဉ်မလျှော့နိုင်ဘူးဆိုဘာတွေးရမလို့ဆိုအေးငါအိမ်ရောက်လာတာငါခေါ်ထားတာမဟုတ်ဘူးသူကံနဲ့သူလာတာပြန်ကျင်တော့လေသူ့ဘာသူပြန်มาငါကအရင်တော့သူ့ကိုသိတာမဟုတ်ဘူးခုမှသိတာငါလည်းတနေ့သိရမှာသူတို့လည်းတနေ့သိရမှာဆိုတဲ့အတွေးလေးတွေနဲ့တွေးလိုက်လို့ရှိရင်အလုံးလုံးရောကျသွားတာတွေးကြည့်ရင်ဒီတိုင်းနဲ့ရော့သွားမှာပဲတွေ့တာမှုတွေတန်ရောစဉ်တွေရှော့ချလာတယ်အေးဒီတွေ့တာမှုတန်ရောစဉ်ဟာငါလည်းအကျိုးမဖြစ်ဘူးသူ့လည်းအကျိုးမဖြစ်ဘူးသူ့မှာဘာလိုအပ်လဲလိုအပ်တာငါဖြည့်ဆည်းပေးမယ်ဟောမေတ္တာဘက်ကနေကြည့်တာသူလိုအပ်တာငါဖြည့်ဆည်းပေးမယ်သူကောင်းကျိုးကိုငါဆောင်ရွက်ပေးမယ်တက်တန်ရောစဉ်ဖြစ်နေလို့ငါအဖို့မှာဘာမှကောင်းကျိုးရမှာမဟုတ်ဘူးလို့အဲ့ဒီလိုမှန်ကန်စွာတွေးတောခြင်းဖြင့်တန်ရောစဉ်တရားကိုလျှော့ချပေးလို့ရတယ်ပစ္စည်းဥစ္စာလေးပေါ်မှာလည်းတန်ရောစဉ်ဖြစ်တတ်တယ်လူတွေဆိုလို့ရှိရင်လက်ဝတ်ရတနာတို့အဝတ်အထည်တို့တချို့ဆိုမိုးရက်မစားရက်ဒီလိုဖြစ်တတ်တာတွေရှိတတ်တယ်ပေါ့နော်ကိုသိစုံမဲ့တဲ့ပစ္စည်းဆိုရင်ကိုယ်တိုင်တောင်မသုံးရဘူးသူများကင်ကြည့်ဖို့ဆိုတာနေနေတာအဲ့ဒါမျိုးတောင်ဖြစ်တတ်တယ်အဲ့လိုဖြစ်လာလို့ရှိရင်စိတ်ထဲကခုနကယောနိသောမနတိကာရနဲ့ဘယ်လိုနှလုံးသွင်းရမလဲဆိုရင်အနိစ္စသဘောတရားကိုဆင်ញင်စဉ်းစားကြည့်ရအေးဒီပစ္စည်းလေးဟာငါမသုံးလဲငါကတော့လဲပစ္စည်းကိုစွန့်တာဖြစ်မယ်ပစ္စည်းကတော့လဲငါ့ကိုစွန့်သွားနိုင်တယ်ဟုတ်တယ်လေလူတွေဟာတချို့ဆိုရင်ဟိုမကြခင်ကနေပဲကြည့်ပါလားနေပြီးတော့သွားတဲ့လမ်းပေါ်မှာဝေဒန်ချမ်းသာတဲ့မိသားစုလို့ကြားရတယ်တရားအောင်မှမကြံအောင်ကားအစီရင်နဲ့ဆုံးသွားတယ်အဲ့တော့လောကဆိုတာမကြီးမျောပဲနဲ့ရည်မှန်းချက်မရှိပဲနဲ့ဖြစ်တတ်ဖြစ်သွားတဲ့အခါမှာကြည့်ဒီပစ္စည်းဥစ္စာတွေဟာကိုယ်ကစွန့်သွားတယ်လို့ခေါ်တယ်။ဩတခါတည်းအကြတော့ကိုယ်ကအသက်ထင်ရှားရှိပေမဲ့ပစ္စည်းတွေမနစ်တုန်းကတနှစ်တုန်းကမင်္ဂလာဈေးကြီးမီးလောင်သွားတယ်ဆိုပစ္စည်းတွေအများကြီးပါသွားကြတာပဲ။အဲ့ဒါပစ္စည်းကကိုယ်ကိုစွန့်သွားတယ်လို့ခေါ်တာ။အဲ့တော့ပစ္စည်းကလည်းကိုယ့်ကိုစွန့်တတ်တယ်ကိုယ်ကလည်းပစ္စည်းကိုစွန့်ခဲ့ရတတ်တယ်ဒီနှမျိုးဟာကြုံရတတ်တာဖြစ်သောကြောင့်မကြုံရတော့မှဒီပစ္စည်းနဲ့ကိုယ်နဲ့တွဲလို့ရတဲ့အတိုင်းအတာတစ်ခုဟာချိန်ပိုင်းလေးပဲနော်ချိန်ပိုင်းလေးဆိုတာဆင်ញင်စဉ်းစားကြည့်ရသက်60ရှိတဲ့ပုဂ္ဂိုလ်တယောက်ကအေးဒီပစ္စည်းကိုငါသုံးမယ်ဆိုလို့ရှိရင်တွဲကြည့်လိုက်ရင်နောက်ထပ်အနှစ်40တဲ့ပို့ပြီးတော့မသုံးနိုင်ဘူးဒီတဲ့ပို့ပြီးတော့ငါနဲ့အတူတူရှိမှာမဟုတ်ဘူးဆိုတော့အတွေးလေးတွေတွေးပြီးတော့ကိုရှိနေတဲ့အချိန်မှာဒီပစ္စည်းဆိုတာအသုံးချဖို့ဖြစ်တယ်သုံးရမယ်လို့ဆိုတဲ့စိတ်ထားလို့ရှိရင်ပစ္စည်းပေါ်မှာနှမျောတွန့်တော်မှုဆိုတာပျောက်ကွယ်သွားနိုင်တယ်ဘယ်ရာပဲဖြစ်ဖြစ်စင်ကြင်တုံတရားအမတ္တမအရေးကြီးတယ်အဲ့ဒါကိုပဋိသင်္ခါရဗလလို့ခေါ်တယ်စင်ကြင်မှုစွမ်းအားဟာသိအရေးကြီးတာလောကမှာစင်ကြင်စဉ်းစားမှုဖြင့်အကုသိုလ်တွေတော်တော်များများကိုဖယ်ရှားထားနိုင်အဲ့ဒါကိုမြတ်စွာဘုရားကပဋိသင်္ခါရဗလားတဲ့ဆင်ញင်မှုစွမ်းအားကိုသုံးချပြီးတော့မိမိရဲ့တဏ္ဍာမှာအကုသိုလ်တွေမဖြစ်ရအောင်အကုသိုလ်တွေဖယ်ရှားနိုင်အောင်ကြိုးစားအထောက်ရမယ်လို့အဲ့တော့ကိုယ့်ဘဝကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်တိုင်းကိုယ့်ကိုယ်ကိုဘဝမှာအဆင့်မြင့်တဲ့မြင့်သွားခြင်းတဲ့ပုဂ္ဂိုလ်တိုင်းလူတိုင်းကတော့ကြည့်လိုက်မယ်ဆိုရင်ကိုယ့်ဘဝတန်ဖိုးထားကြတာပဲဘဝဒီဘဝတဲ့နောက်ဘဝမြင့်တင်သွားဖို့စိတ်ရှိကြတာကြီးပဲကောင်းတဲ့ကောင်းတာရောက်ဖို့စိတ်ဆန္ဒရှိကြတာကြီးပဲစိတ်ဆန္ဒရှိကြတာချင်းတူတူပဲ
အကြောင်းတရားကိုအမှန်မသိသည့်အတွက်ကြောင့်ကြီးပွားတိုးတက်ခြင်းအကြောင်းကဘာလဲအဲ့ဒီကြီးပွားတိုးတက်ခြင်းရဲ့အကြောင်းတရားတွေငါဘာလုပ်ရမလဲဆိုတာမသိသည့်အတွက်ကြောင့်မှန်မှန်ယွင်းနေလုပ်ပြီးတော့ကြီးပွားခြင်းလည်းရဲ့ဆုပ်ယုပ်သွားတယ်မြင့်တက်ခြင်းလည်းရဲ့နှိမ့်ကျသွားကြကောင်းကျိုးချမ်းသာတွေရခြင်းလည်းရဲ့ဆင်းရဲဒုက္ခကြုံသွားကြအဲ့တော့ဖျားပွင့်တဲ့အခါမှာဒါတွေကမှန်မှန်ကန်ကန်သိခွင့်ရတယ်ပေါ့တရားဓမ္မတွေကိုနားလဲရတဲ့အခါကျတော့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားပြီးတော့သိလာတယ်ဘယ်လိုတွေးရမယ်ဘယ်လိုစဉ်းစားရမယ်အကုသိုလ်ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ဒီနည်းစနစ်တွေကိုသိလာတာဒီနည်းစနစ်တွေတိုင်လိုက်နာကျင့်သုံးခြင်းဖြင့်ကိုယ်ဘဝမှာတန်ဖိုးရှိတဲ့ဘဝတစ်ခုဖြစ်လာနိုင်တာပေါ့တရားဆိုတာလက်တွေ့ကျင့်သုံးအောင်လက်တွေ့ကျင့်သုံးတယ်ဆိုတဲ့ဟာမှာစိတ်အလုပ်ဖြစ်တယ်ဘာဝနာလုပ်ငန်းတစ်ခုဟာစိတ်အလုပ်ဖြစ်သည့်အတွက်ကြောင့်ပို့ပြီးတော့လက်တွေ့ချဖို့လိုအပ်တယ်ပေါ့ကိစ္စကြုံတိုင်းနှလုံးသွင်းတတ်ရနှလုံးသွင်းဆင်ခြင်ဖို့လိုအပ်တယ်မြတ်စွာဘုရားကဘဝအရေးနဲ့ပတ်သက်ပြီးတော့သာဝရတွေးဆိုတာဒါ meditation တစ်ခုပဲပေါ့ meditation တစ်ခုပဲအဲ့ဒီ meditation ဟာလေလူတိုင်းလုပ်တဲ့ဟာတစ်ခုပဲကိုယ့်ကိုယ်နေထိုင်တဲ့အခါမှာမကြာခဏစဉ်းစားပေးရမယ်ဟာပါလဲဆိုတို့ဘဝတို့ရထားတဲ့ခန္ဓာဆိုတာအိုခြင်းသဘောရှိတယ်နာခြင်းသဘောရှိတယ်သိခြင်းသဘောရှိတယ်အိုခြင်းနာခြင်းသိခြင်းဆိုတာတွေကိုမလွန်မြောက်သေးဘူးဘယ်တော့မှကြော်လွှားလို့ရမှာမဟုတ်ဘူးဆိုတာကိုတွေးပြရမယ်အဲ့ဒီလိုတွေးတောခြင်းဖြင့်ဘာဖြစ်လာလဲဆိုရင်ခေါဏကတာယောဇဉ်တွေလျှော့ချလာနိုင်တယ်အချိန်ဖြုံးတာတွေလျှော့ချလာနိုင်တယ်အချိန်ရဲ့တန်ဖိုးကိုပိုသိလာအိုခြင်းနာခြင်းသိခြင်းဆိုတာတွေမရောက်ခင်ငါတစုံတစ်ခုလုပ်ရမယ်မလုပ်ရင်ငါဘဝမှာဘာမှရလိုက်မှာမဟုတ်ဘူးဆိုတဲ့တတိစွမ်းအားတွေတက်လာတယ်ပညာစွမ်းအားတွေတက်လာဒါအကျိုးပဲဒီလိုဆင်ញင်လိုက်လို့စိတ်ပူပန်မှုတွေရောကြသွားပြီးတော့တတိစွမ်းအားဉာဏ်စွမ်းအားတွေရလာတာဒါအမတန်မှကြီးမားတဲ့အကျိုးတစ်ခုပဲဒီလိုစိတ်လေးဖြစ်ဖို့ဆိုတာအမတန်မှခဲရင်တယ်ဒါကြောင့်မို့လို့ဒီလိုစိတ်ဖြစ်လာအောင်တတိဆောင်ကြရမှာဖြစ်တယ်နောက်တစ်ခုဆင်ញင်စဉ်းစားရမှာဘာလို့ဆိုလို့လောကမှာမြင်သမျှတတ္တဝါတွေဟာငါပဲဖြစ်ဖြစ်သူပဲဖြစ်ဖြစ်ကိုလုံးသမျှကိုနဲ့သက်ဆိုင်တယ်နော်ကမ္မဒါယရတို့နောက်ဆုံးအမွေခံရမှာကိုလုံးခဲ့တဲ့လုပ်ရက်တွေကိုတို့အမွေခံရမှာဒါလည်းဆင်ញင်စဉ်းစားပြရမယ်တဲ့ကောင်းတာလုပ်ရင်လည်းကောင်းတဲ့အမွေမကောင်းတာလုပ်ရင်လည်းမကောင်းတဲ့အမွေငါပဲရမှာပဲလို့ဒီလိုဆင်ញင်စဉ်းစားပေးခြင်းဖြင့်ဘာဖြစ်တယ်ဆိုရင်မကောင်းတဲ့အမွေဆိုတာဘယ်သူမှမခံနိုင်ဘူးလေကောင်းတဲ့အမွေကိုသာခံကျင်တာဒါကြောင့်မို့လို့မကောင်းတာတွေကိုတတိထားပြီးတော့ရှောင်ကျဉ်လာတယ်ကောင်းတာတွေကိုကြိုးစားပြီးတော့လှုပ်ဖြစ်လာတယ်ဒါကြီးမားတဲ့အမြတ်ကြီးတစ်ခုပဲအလွန်ကြီးမားတဲ့အမြတ်တစ်ခုနောက်တစ်ခုဆင်ញင်သင့်တာတော့မိသားစုနဲ့ပဲနေမိတ်ဆွေသင်္ကားတွေနဲ့ပဲနေပစ္စည်းဥစ္စာတွေပိုင်ဆိုင်တာပဲဖြစ်ငါမြတ်နိုးတဲ့ပုဂ္ဂိုလ်တွေငါမြတ်နိုးတဲ့ပစ္စည်းဥစ္စာတွေတနေ့ကြလို့ရှိရင်ငါနဲ့ကွဲတော်မှာပဲခွဲခွာရမှာပဲလို့ဒီသဘောကိုဆင်ញင်စဉ်းစားပေးရတယ်တဲ့အဲ့လိုဆင်ញင်စဉ်းစားပေးခြင်းဖြင့်ဘာကိုလျှော့ချနိုင်လို့ဆိုရင်တွေ့တာမှုတွေကိုလျှော့ချပေးသွားတွေ့တာမှုကိုလျှော့ချပေးလိုက်နိုင်တာနဲ့တပြိုင်နက်သောကဆိုတာရော့ချသွားတယ်တွေ့တာမှုကိုမလျှော့ဘဲနဲ့သောကကိုလျှော့အောင်လုပ်လို့မရဘူးလူတွေကများသောအားဖြင့်ကြိုးစားနေတာတွေ့တာမှုကိုမလျှော့ဘဲနဲ့သောကလျှော့ဖို့ကြိုးစားနေကြတယ်တွေ့တာမှုကြောင့်သောကဖြစ်တယ်လို့သိမသိဘူးသာသမီပေါ်တွေ့တာတို့ပစ္စည်းဥစ္စာပေါ်တွေ့တာတို့မိတ်ဆွေသင်္ကားပေါ်တွေ့တာမှန်သမျှသောကကိုဖြစ်စေတယ်အဲ့ဒီတွေ့တာမှုတွေကိုလျှော့ချပြီးတွေ့တာမှုကိုဘာနဲ့အစားထိုးရမလို့ဆိုမေတ္တာနဲ့ပဲအစားထိုးရ
မေတ္တာဆိုတာတွေ့တာကမဟုတ်ဘူးမေတ္တာကအကျိုးစီးပွားကိုလိုလားတာပိတ်ဆွေတွေပေါ်မှာထားတဲ့စိတ်ဓာတ်မျိုးထားတယ်အမှန်တမ်းမှတန်ရှင်းတယ်လောကမှာမိသားစုမှာလည်းမေတ္တာနဲ့နေလို့ရတယ်တန်ရောစင်နဲ့မနေဘဲနဲ့မေတ္တာနဲ့နေလို့ရတယ်မေတ္တာနဲ့နေတာကပိုပြီးတော့အဆင်ပြေတယ်မေတ္တာနဲ့နေပိုပြီးတော့အဆင်ပြေတယ်သူကောင်းကျိုးလိုလားတယ်ပတ်ဝန်းကျင်ကောင်းအောင်အာယုံစိုက်တယ်အမြဲတမ်းတန်ရောစင်ဆိုတာသူ့ကိုမြင်နေရမှမမြင်ရလို့ရှိရင်ကိုယ်စိတ်ထဲမှာပူတယ်ကိုယ်မျက်စိအောက်ကပျောက်နေလို့ရှိရင်ပူနေတယ်တွေးတယ်တစုံတစ်ခုများဖြစ်သလားတော့ဒီလိုတောကတွေကိုဝင်စေတတ်တယ်ဒါကြောင့်မလို့အဲ့ဒီတောကဆိုတာတွေကိုရှော့ချခြင်းလို့ရှိရင်ပစ္စည်းပေါ်တွေ့တာပဲဖြစ်ဖြစ်လူပေါ်တွေ့တာပဲဖြစ်ဖြစ်အဲ့ဒီတွေ့တာမှုကိုရှော့ချနိုင်ရမယ်တဲ့အဲ့ဒီလိုရှော့ချဖို့ရအတွက်အမှန်ကန်စဉ်းစားတတ်ဖို့လိုတယ်အဲ့ဒီလိုအမှန်ကန်စဉ်းစားခြင်းဟာပဋိသင်္ခါရဗလာဆင်ញင်မှုစွမ်းအားလို့ခေါ်တယ်အရေးကြီးဆုံးကအဲ့ဒီအမှန်တိုင်းဆင်ញင်စဉ်းစားနေတာ meditation သို့မဟုတ် contemplation ခုခေတ်ပြောနေတဲ့ကမ္မထာအားထုတ်တယ်ဆိုတာအဓိကကြတာအဲ့ဒါအဓိကကြပို့ပြီးတော့အခုများသောအားဖြင့်ကမ္မထာထိုင်တယ်ဆိုတာတွေက concentration သွားလုပ်ကြတာတွေကိုကမ္မထာထိုင်တယ်လို့ပဲအများပြောတယ်10စခန်းဝင်လိုက်တယ်သွားပြီးတော့ဝင်တယ် concentration ပဲအာရုံတစ်ခုပေါ်မှာစိတ်ကိုတခါတည်းတည်ငြိမ်သွားအောင်ကြိုးစားတယ်တခါတည်းကျတော့ဒီ10ရက်သာပြည့်သွားရော concentration ကဟုတ်ဒီပတိမရခဲ့ပြန်ထွက်လာတယ်အသိဉာဏ်ပါမလာဘူးထုံရင်းတိုင်းပဲပြန်ဖြစ်သွားတယ်ရထဲအောင်တော့တိုးတက်မှုမရှိဘူးလို့ကိုယ်စိတ်ထဲမှာလည်းထင်ကောင်းထင်လိုက်အဲ့ဒါကြောင့်မို့လို့ concentration ဆိုတာမလုပ်ရဘူးတော့မဟုတ်လုပ်ရ contemplation လုပ်ရင်ပါလာတဲ့ concentration ဟာလည်းမတန်တမိုးရှိပါတယ် contemplation ဆိုတာအခုပြောတဲ့ဆင်ញင်မှုစွမ်းအားတွေပဲမှန်မှန်ကန်ကန်ဆင်ញင်တတ်ရမယ်မှန်မှန်ကန်ကန်တွေးတောတတ်ရမယ်အဲ့ဒီမှန်မှန်ကန်ကန်ဆင်ញင်ခြင်းမှန်မှန်ကန်ကန်တွေးတောခြင်းဟာအမှန်တမ်းတန်ဖိုးကြီးတယ်အဲ့ဒီတန်ဖိုးကြီးတဲ့ဟာပညာလို့ခေါ်တာအဲ့ဒါကိုပဲအနုပတနာလို့လည်းခေါ်တယ်အနုပတနာဆိုတာသင်လျော်အောင်ဆင်ញင်စဉ်းစားရှုမြင်သုံးသပ်ခြင်းသို့မဟုတ်အဖန်မှန်ထပ်ထပ်ရှုမြင်သုံးသပ်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့မြတ်စွာဘုရားကတော့အလုံးခြုံပြီးငုံပြီးအောင်တတိပဋ္ဌာန်တရားမှာဆိုရင်ကာယ ानु ပတနာဝေဒနာ ानु ပတနာစိတ် ानु ပတနာဓမ္မ ानु ပတနာလို့အနုပတနာလုပ်ဖို့အာယုံ၄မျိုးပေးထားတာဒီ၄မျိုးကလွဲပြီးမလုပ်ရဘူးလို့ပြောတာတော့မဟုတ်ဘူးဒီ၄မျိုးထဲမှာတနည်းမဟုတ်တနည်းအကျုံးဝင်တယ်လို့ပြောတာခုနပြောနေတဲ့ကိုယ့်ရဲ့သဘာဝတွေကိုဆင်ញင်စဉ်းစားတယ်ဆိုတာအများအားဖြင့်ဓမ္မ ानु ပတနာထဲမှာအကုန်အကျုံးဝင်တယ်ပေါ့အဲ့ဒါကြောင့်ဒီအဖန်မှန်ထက်ဆင်ញင်သုံးသပ်ခြင်းဆိုရယ် contemplation အဲ့ဒါ contemplation ဟာဘဝမှာအမြဲတမ်းတန်ဖိုးရှိတယ်ပြင်မှန်းတဲ့အရာလည်းမဟုတ်ဘူးခုန concentration လုပ်ဖို့ရာအတွက်ကမ္မထာကိုကြာရှည်ထိုင်ဖို့ဆိုတာအသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်လည်းမထိုင်နိုင်ဘူးအသက်အရွယ်မကြီးတော့လည်းပဲခန္ဓာကိုယ်ကြန့်ခိုင်မှုမရှိတဲ့ပုဂ္ဂိုလ်တွေကမထိုင်နိုင်ဘူးမထိုင်နိုင်တဲ့အခါကျတော့ meditation ရဲ့သဘောကိုမသိသည့်အတွက်ကြောင့် meditation လုပ်ရမှာကြောက်လန့်နေတယ်လို့ဖြစ်တယ်အဲ့တော့ကြောက်လန့်စရာမရှိဘူး meditation ဆိုတာစိတ်အလုပ်ပဲเนาะမနောကံလို့ခေါ်တယ်ဘာဝနာဟာမနောကံတက်တက်ပဲဖြစ်တယ်ဒါကြောင့်မို့လို့စိတ်ထဲကနှလုံးသွင်းပြီးစိတ်ထဲမှာအကုသိုလ်မဖြစ်အောင်စိတ်နဲ့စိတ်ကိုပြန်ရှင်းပစ်တာပဲအဲ့တော့ကိုမွေးရမယ့်စိတ်ကတစ်ခုသဘာဝအားဖြင့်ဖြစ်နေတဲ့စိတ်ကတစ်ခုလို့ဒီလိုနှစ်ခုခွဲပြီးတော့မှတ်ကြည့်ရအောင်မြင်လိုက်လို့ရှိရင်မြင်တာကိုသိလိုက်တဲ့စိတ်ကဒါပဂရိစိတ်လို့ပြောရင်ပြောလို့ရတယ်အဲ့ဒီမြင်လိုက်တဲ့စိတ်ရဲ့ဒီအာယုံပေါ်မှာဖြစ်ပျက်သွားတဲ့သဘောတွေကိုနောက်ကတတိထားတဲ့ meditation စိတ်ကလိုက်ပြီးတော့သိသွားတယ်အဲ့ဒီ meditation စိတ်ဟာဘယ်သူနဲ့တွဲလာတော့ဆိုတတိတို့တမ္ပစဉ္ညာတို့ဝီရိယတို့ဒီစွမ်းအားတွေနဲ့တွဲလာတယ်သူကသူဖြစ်တဲ့စိတ်ကတတိမပါဘူးဝီရိယလည်းမပါဘူးသူကသူ automatic လို့သွားတာသူကမြင်လိုက်ရင်မြင်မှန်းသိလိုက်တယ်ကြားရင်ကြားတာကြားအတန်ကြားလိုက်ရင်လည်းကြားတာကိုသိတယ်အနံ့ရရင်လည်းနာမှန်းသိတယ်အရသာပေါ်ရင်လည်းပေါ်မှန်းသိတယ်ထိရင်လည်းထိမှန်းသိလိုက်တယ်ဒါတွေက
စိတ်ရဲ့တဘာဝရဲ့တုံ့ပြန်ချက်တွေအနေနဲ့သွားနေတာအဲ့ဒါကဗဂရိစိတ်ဆိုတာအဲ့ဒီဗဂရိစိတ်မှာနောက်ထပ်ဆက်ပြီးတော့တွေးလိုက်တာတွေကလိုချင်တဲ့လောဘနဲ့တွေးတယ်မုန်းတီးတဲ့ဒေါသနဲ့တွေးတယ်ဆိုတော့အကုသိုလ်တွေကြီးပဲဆက်လာနေတယ်သူကအဲ့ဒီနေရာမှာမုန်းတီးတဲ့စိတ်မဝင်အောင်လိုချင်တဲ့စိတ်မဝင်အောင်ဆိုတဲ့တတိနဲ့တမ္ပစင်ညစွမ်းအားနဲ့ပြန်ထိန်းလိုက်တာပြန်ထိန်းလိုက်သည့်အတွက်ကြောင့်သူ့အတွေးမှာလောဘမပါလာတော့အတွေးမှာဒေါသမပါလာဘူးအတွေးမှာမောဟမပါလာဘူးတတိနဲ့တွေးတယ်ပညာနဲ့တွေးတယ်ဆိုတဲ့ဒီအတွေးလေးတွေပါလာသည့်အတွက်ကြောင့်စဉ္ညတုံတရားတွေပြည့်လာနောက်ဆုံးမှာတတိစွမ်းအားတွေပညာစွမ်းအားတွေမြင့်တက်လာပြီဆိုလို့ရှိရင်လောဘနဲ့အတွေးဟာဘယ်တော့မှပေါ်မလာတော့ဘူးဒေါသနဲ့အတွေးဟာလည်းဘယ်တော့မှပေါ်မလာတော့ဘူးမှန်မှန်ကန်ကန်သဘာဝအတိုင်းသိမြင်တဲ့အတွေးမြတာပေါ်လာတယ်ဆိုတဲ့အဆင့်ကိုရောက်သွားနိုင်အဲ့ဒီအဆင့်ရောက်အောင်ကိုယ်စိတ်ကိုကြိုးစားပြီးပြင်တာဒါ meditation လုပ်ငန်းပဲပေါ့အဲ့ဒါလို့လှုပ်ရင်းနဲ့နောက်ဆုံးမှာကိုကြည့်တဲ့အာယုံတစ်ခုကိုယ်စိတ်ထဲမှာပေါ်လာတဲ့အာယုံတစ်ခုလိုက်ရင်နဲ့ဒီအာယုံတွေပေါ်မှာနှစ်သက်ကျေနပ်မှုဆိုတာဘာမှရှာမတွေ့တော့ဘူးအပြည့်အနာစာတွေပဲတွေ့တယ်နောက်ဆုံးဖြစ်ပြီးတော့ပြတ်သွားတဲ့သဘောတွေပဲတွေ့တယ်နောက်ဆုံးမှာကိုမပိုင်တဲ့သဘောတွေကိုတွေ့လာပြီးဒီသင်္ခါရအာယုန်တွေပေါ်မှာညီးငွေစရာတွေစိတ်ပြည့်စရာတွေဒါတွေကအမြဲတမ်းဖြစ်လိုက်ပြက်လိုက်တွေဖြစ်နေတော့ဒီသင်္ခါရတွေပေါ်မှာစိတ်ဟာပထမတော့ညီးငွေတယ်လွတ်မြောက်ခြင်းတယ်ဆိုတဲ့သဘောတွေပေါ်လာပြီးနောက်ဆုံးကျတော့ပြန်ပြီးဆင်ញင်သုံးသပ်လာပြီးတော့ဒီသဘာဝတရားတွေနဲ့စိတ်ဟာနေသားတကြဖြစ်လာညီငွေမှုဆိုတာမရှိတော့ဘူးเนาะဒီချစ်ခင်မှုတွေ့တာမှုဆိုတာမရှိတော့ဘဲနဲ့သဘာဝတရားတစ်ခုကိုယ်နဲ့မဆိုင်တဲ့အရာတစ်ခုကိုထိုင်ကြည့်နေတဲ့အနေအထားမျိုးရလာပြီးနောက်ဆုံးကြတော့အဲ့ဒီဖြစ်ပျက်မှုတွေသင်္ခါရတရားတွေဟာလုံးဝဆုံးသွားတဲ့နေရာလေးတစ်ခုကိုရောက်သွားတယ်ပေါ့ဒီအာယုံလေးတစ်ခုကဆုံးသွားတဲ့နေရာလေးအာယုံလေးတစ်ခုရောက်လိုက်တာနဲ့တပြိုင်နက်တန်တရားကပါလာတဲ့လောဘတွေဒေါသတွေမောဟတွေဟာအကုန်လုံးဘန်းလောင်းပေါ့လောင်ခံလိုက်ရတာအဲ့ဒီနေရာလေးကိုရောက်လိုက်တဲ့အခါကျရင်မာမနာတွေလည်းပျောက်သွားတယ်လောဘတွေလည်းပျောက်သွားတယ်ဒေါသတွေလည်းပျောက်သွားတယ်အဲ့ဒါကိုပဲဒီသင်္ခါရတွေရဲ့ချုပ်ဆုံးသွားတဲ့အနေအထားတစ်ခုနိဗ္ဗာန်လို့ပြောတာအဲ့ဒီနိဗ္ဗာန်ကိုအာယုံပြုပြီးအဲ့ဒီအဆင့်ကိုရောက်သွားတဲ့စိတ်ကလေးကနိဗ္ဗာန်နဲ့အာယုံပြုပြီးတော့ထိတွေ့လိုက်တဲ့စိတ်ကလေးကသင်္ခါရတရားဒီရဲ့အဆုံးနိဗ္ဗာန်ကိုမြင်တဲ့စိတ်ကလေးကတန်တရားကပါလာတဲ့အနုတ္တယဓာတ်ပါမကြံကိလေသာတွေကိုအကုန်လုံးမဲ့40ဖို့40ဖြင့်အကုန်လုံးညှိမ့်သက်ဖယ်ရှားပြနိုင်တယ်လို့အဲ့တော့သွားရမယ့်လမ်းကြောင်းကဒီတစ်ခုတည်းကနေသွားတာပဲဝိပဿနာဉာဏ်နဲ့ရှုမြင်သုံးသပ်ခြင်းဖြင့်ဝိပဿနာဉာဏ်ရင့်သက်လာတဲ့အခါမှာနောက်ဆုံးသင်္ခါရတွေချုပ်ဆုံးသွားတဲ့အဆုံးကိုရောက်သွားတာနဲ့တပြိုင်နက်ကိလေသာတွေအားလုံးအကျဉ်းချမရှိအောင်ဖယ်ရှားနိုင်တယ်၄ချိန်၄ကဖြစ်ပြီးနောက်ဆုံးမှာကိလေသာဆိုတာအားလုံးကုန်သွားတယ်လို့နိဗ္ဗာန်ကိုအာရုံပြုနိုင်တယ်ဆိုတဲ့အဲ့ဒီအဆင့်ရောက်ပြီဆိုတဲ့အခါကျတော့ခန္ဓာကြီးရှိနေလို့ဒုက္ခကြုံနေသေးတော့လဲနောက်ထပ်ဒီလိုဒုက္ခကြုံရမယ့်ခန္ဓာမျိုးရစရာအကြောင်းမရှိတော့ဘူးရစရာအကြောင်းမရှိသည့်အတွက်ကြောင့်ခန္ဓာမရှိသည့်အတွက်ကြောင့်ခန္ဓာနဲ့စပ်ပြီးတော့ဖြစ်ပေါ်လာမဲ့ဒီခန္ဓာပေါ်မှာစပြီးတော့ဖြစ်ပေါ်လာတဲ့ဒီကိလေသာဆိုတဲ့ကိလေသာဝတ်တန်တရားကပါလာတဲ့စိတ်ရဲ့အညစ်အကြေးတွေဒီတက္ကန္တကိုဖြည့်ဆည်းပြလိုက်နိုင်တာနဲ့တပြိုင်နက်ကာမဝတ်ဆိုတဲ့မိမိတဏ္ဍမှာ online ဖြစ်နေတဲ့ကံတွေဟာအလို့အလျောက်ဘဝတစ်ခုကိုထုတ်လုပ်နိုင်စွာမရှိတော့ဘဲနဲ့ဒီကံရဲ့စွမ်းအားတွေရော့ကျသွားပြီနောက်ဆုံးအကြောင်းကံတွေလည်းကုန်သွားတယ်ကိလေသာကုန်သွားသည့်အတွက်ကြောင့်အကြောင်းကံတွေလည်းကုန်သွားတယ်ရရှိထားတဲ့ခန္ဓာကိုယ်ကြီးကလည်းအချိန်တန်တဲ့အခါကျတော့နောက်ဆုံးပိတ်ချုပ်ငြိမ်းသွားတယ်နောက်ထပ်ဆက်เสียမရှိတော့ဘူးဒုက္ခဆိုသမျှထောက်ပြเสียဘာမှမရှိတော့ဘူးအမည်နာမခေါ်เสียဘာမှမရှိဘူးမလိုချင်တဲ့မမြဲတဲ့အရာတွေအားလုံးဟာချုပ်ဆုံးသွားပြီးတော့အငြိမ့်တတ်ဆိုတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုရတယ်လို့ဒါဗုဒ္ဓဘာသာမြတ်စွာဘုရားဟောကြားတဲ့တကယ်ကျင့်စဉ်ဟာဒီတိုင်းပဲသွားတယ်စိတ်ဖြူစင်မှုကိုအကြောင်းပြုပြီးမှဒါတွေဟာလုပ်လို့ရတယ်ဆိုတာဒါကြောင့်မို့ contemplation ဆိုတဲ့ meditation ဟာအသက်အရွယ်မရွေးဘယ်ပုဂ္ဂိုလ်ပဲဖြစ်ကျမ်းမာသူဖြစ်စေမကျမ်းမာသူဖြစ်စေ
စိတ်အလုတ်တတ်တတ်ဖြစ်တာဖြစ်သောကြောင့်မိမိစိတ်ကလေးမှာအကုသိုလ်တွေမဖြစ်ရအောင်အကုသိုလ်နဲ့ဆိုင်ရာတွေမတွေးတောအောင်ကောင်းတဲ့ဘက်အာယုံနဲ့အစားထိုးပြီးတော့တွေးတောဆင်ခြင်တာဟာ meditation လုပ်တာပဲရဗုဒ္ဓရဲ့အဆုံးအမမှာစိတ်ကိုဗဟုပြုပြီးတော့ဆုံးမတာဖြစ်သောကြောင့်မိမိစိတ်ကိုပဲစောင့်ကြည့်ပြီးတော့ကောင်းအောင်ပြုပြင်ကြရမှာဖြစ်တယ်နော်စိတ်ကိုပြုပြင်နိုင်တဲ့ပုဂ္ဂိုလ်မှလောကမှာကောင်းကျိုးချမ်းသာတွေရပြီးတော့အန္တရာယ်ဝဆင်းရဲကလွတ်ကင်းဆင်းရဲဒုက္ခအမျိုးမျိုးကလွတ်မြောက်နိုင်တာဖြစ်တယ်စိတ်ဆိုဒီမှာလူတိုင်းရဲ့တဏ္ဍာမှာဖြစ်ပေါ်နေတဲ့အာယုံနဲ့ဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့အရာပဲဖြစ်တယ်အာယုံကိုအကြောင်းပြုပြီးတော့စိတ်ဟာဖြစ်ပေါ်လာတတ်တယ်အာယုံဆိုဒီမှာအမျိုးစုံအာယုံမျိုးစုံရှိတဲ့ထင်အာယုံကိုထိန်းချုပ်ဖို့မဖြစ်နိုင်ဘူးအာယုံကိုထိန်းချုပ်တယ်ဆိုတာအာယုံကအပြင်ဘက်ကလာတဲ့အာယုံဖြစ်သည့်အတွက်ကြောင့်ထိန်းချုပ်လို့မရနိုင်တဲ့အရာဖြစ်တယ်ပြောရမယ်ဆိုရင်အာယုံဟာဗဟိတအကြောင်းတရားဗဟိတအခြေအနေတစ်ခုပဲ external condition လို့ခေါ်တယ်ဗဟိတအကြောင်းတရားအဲ့ဒါကိုမြတ်စွာဘုရားက24ပစ္စည်းမှာအာရမဏပစ္စယောလို့ဒီလိုခေါ်တယ်အာယုဆိုတာတွေဟာအမျိုးအစားအပြင်အလွန်များတော့လည်းပဲခြုံငုံပြီးတော့တူညီအောင်ပေါင်းစပ်ပြောလိုက်မယ်ဆိုရင်မျက်စိနဲ့မြင်ရတဲ့အဆင်းအာယုနားနဲ့ကြားရတဲ့အသံအာယုနှာခေါင်းနဲ့နမ်းရှူရတဲ့အနံ့အာယုလျှာနဲ့လျက်ရတဲ့အရသာအာယုခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့ထိတွေ့အာယုကြံစီတွေးတောသိရတဲ့အတွေးအာယုတို့ဒီလိုအာယု6မျိုးကိုပဲရဗုဒ္ဓရဲ့အဆုံးအမထဲမှာဖော်ပြပြီးတော့ထားတာအဆင်းအာယုကိုလူတွေရဲ့ဝေါဟာရနဲ့လိုက်ခွဲမယ်ဆိုရင်တော့အများကြီးဖြစ်သွားဒါကြောင့်မို့လောကလူသားတွေရဲ့အမည်နာမတွေနဲ့မပြောတော့ဘဲနဲ့အစင်းအတန်အနတ်အရသာအထီးတွေ့ကြံတွေးအာယုံတို့ဒီလိုအာယုံ6မျိုးကိုရှင်းလင်းဖော်ပြထားတာဖြစ်တယ်အဲ့ဒီအာယုံ6မျိုးနဲ့အာယုံ6မျိုးကိုအကြောင်းပြုပြီးတော့စိတ်လေးဟာအာယုံ6မျိုးနဲ့ဆက်ဆက်ပြီးတော့ဖြစ်ပေါ်လာတတ်တယ်ဖြစ်လာတဲ့အခါမှာစိတ်ရဲ့တရားမိယာလို့ဆိုတဲ့ဝတ္ထုသို့မဟုတ်စိတ်နဲ့အာယုံဆက်သွယ်တဲ့လမ်းကြောင်း द्वार ဝတ္ထုနဲ့အာယုံဒီနှစ်ခုဆုံလိုက်တာနဲ့တပြိုင်နက်စိတ်ကလေးဖြစ်ပေါ်လာတာဖြစ်တယ်ပေါ့ဘယ်လိုဆုံတော့ဆိုရင်မျက်စိနဲ့အဆင်းအာယုံဆုံလိုက်တယ်အရာပြောလို့ရှိရင်မျက်စိဖွင့်ပြီးတော့ကြည့်လိုက်ရင်မြင်စရာကိုမြင်ရတယ်ပေါ့အဲ့ဒီလိုမြင်စရာကိုမြင်လိုက်တာနဲ့တပြိုင်နက်မြင်သိစိတ်ကစပြီးတော့စိတ်တွေဖြစ်ပေါ်လာတတ်တယ်အဲ့တော့စိတ်ဆိုတာအဲ့ဒီပုံစံနဲ့ဖြစ်လာကိုယ်ကိုယ်လည်းတည်တည်ချာချာလေ့လာပြီးစောင့်ကြည့်ပေါ့မြင်စရာအာယုံနဲ့ထိုမြင်စရာအာယုံရဲ့ထင်ဟပ်လာတဲ့ द्वार သို့မဟုတ်တရားမိယာမှာဒီနှစ်ခုပေါင်းစပ်လိုက်တာနဲ့အာယုံကိုသိတဲ့စိတ်ကလေးဟာပေါ်လာတယ်လို့ဒါကိုပဲမြတ်စွာဘုရားကသက္ခုံစပဋိစ္စရူပေစဥပ္ပစ္စတိသက္ခုဝိညာဏမျက်စိရဲ့အဆင်းအာယုံလေးရဲ့ဒီနှစ်ခုကိုအကြောင်းပြုပြီးတော့သက္ခုဝိညာဉ်လို့ဆိုရဲမြင်သိစိတ်ဖြစ်လာအဲ့ဒီကနေဆက်လာပြီးတော့မြင်သိစိတ်ကနေဆက်သွယ်ပြီးတော့လူရဲ့တဏ္ဍာမှာဒီအာယုံနဲ့ဆက်သွယ်ပြီးတော့နေတဲ့စိတ်တွေဟာဖြစ်ပေါ်လာစင်စစ်မပြတ်ဖြစ်ပေါ်လာမဖြစ်ခင်ကဒီစိတ်လေးဟာဘယ်နေရာမှာရှိနေတုံးလို့ပြောမယ်ဆိုရင်ဘယ်နေရာမှမရှိဘူးရှိနေတဲ့အရာမဟုတ်
ဘယ်လိုနားလည်ရမလဲလို့ဆိုရင်စဉ်းစားပြီးတော့ကြည့်ပါစောင်းမတီးခင်ကစောင်းကျိုးနဲ့စောင်းအိုးတီးတဲ့လက်ထဲမှာအတန်နေရှိနေသလားလို့ဆိုရင်ရှိနေတာမဟုတ်ဘူးစောင်းကျိုးစောင်းအိုးတက်ဆင်ထားတဲ့ပုံမှာတီးတတ်တဲ့ပုဂ္ဂိုလ်ရဲ့လက်ကလေးနဲ့ဖိပြီးတော့တီးလိုက်တဲ့အခါမှာစောင်းတန်ဆိုတာပေါ်လာတာပဲဖြစ်တယ်ပေါ့အကြောင်းပြုပြီးတော့ပေါ်လာတာပဲဖြစ်တယ်အဲ့ဒါမျိုးလိုပဲမမြင်ခင်ကကြွတင်ပြီးတော့မြင်သိစိတ်ဆိုတဲ့အသိစိတ်တွေဟာလူရဲ့တဏ္ဍာမှာတဏှာရာမှာကိန်းအောင်ပြီးဖြစ်ပေါ်လာတာမျိုးမဟုတ်ဘူးအကြောင်းတစ်ခုဆုံလိုက်တဲ့အခါမှာဖြစ်ပေါ်လာခြင်းသာဖြစ်တယ်ဇာတိစိတ်ဆိုတာလေသောတင်္စပဋိစ္စတတ္တိစ္စဥပ္ပစ္စတိသောတဝိညာဏကြားနိုင်စွမ်းရှိတဲ့နာဖြစ်ပေါ်လာတဲ့အတန်ဒီနှစ်ခုဆုံလိုက်တဲ့အခါမှာဇာတိစိတ်ဆိုတာပေါ်လာပြန်တယ်အဲ့ဒီမှာကြားနိုင်တဲ့နာမရှိဘူးဆိုလို့ရှိရင်လည်းအတန်ပေါ်လာပြီမဲ့ကြားမှာမဟုတ်ဘူးပေါ့ဇာတိစိတ်ဖြစ်မှာမဟုတ်အေးကြားနိုင်တဲ့နာရှိတော့လဲအတန်တိတ်ဆိတ်နေတယ်ဆိုရင်လဲဇာတိစိတ်ဆိုတာပေါ်လာမှာအဲ့တော့ဒီနှစ်ခုဆုံလိုက်တဲ့အခါမှာဇာတိစိတ်လေးဟာပေါ်လာအဲ့ဒီပေါ်လာတယ်ဆိုတဲ့အခါမှာတစ်ခုခုကိုအမိပြုပြီးတော့ပေါ်လာတယ်ဘယ်ကိုအမိပြုပြုံးဆိုတော့နာလို့ဆိုတဲ့သောတပတ္တာရယုတ်သောတဝတ္ထုကိုအမိပြုပြီးတော့ပေါ်တာလို့ဒီလိုပေါ်လာတာဆိုတာကရှိနေတာမဟုတ်ဘူးအကြောင်းကြောင့်ဖြစ်ပေါ်လာတာဖြစ်တယ်အနံ့ရတဲ့အခါလည်းပဲစဉ်းစားကြည့်ခန္ဓင်းစခန္ဓင်းစပဋိစ္စခန္ဒီစဥပ္ပစ္စတိခန္ဓာဝိညာဏနှာခေါင်းရဲ့အနံ့ကိုဖမ်းယူနိုင်တဲ့နှာခေါင်းအနံ့ဒီနှစ်ခုဆုံပြီးလိုက်တဲ့အခါမှာခန္ဓာဝိညာဉ်လို့ဆိုတဲ့နံသိစိတ်လေးဖြစ်ပေါ်လာတာဖြစ်တယ်ထိုနံသိစိတ်ကလေးဖြစ်တဲ့အခါနှာခေါင်းကိုအမိပြုပြီးတော့ဖြစ်တယ်လို့ဒီလိုဆိုဇီဝံစပဋိစ္စရတေစဥပ္ပစ္စတိဇီဝဝိညာဏလျာရဲ့ပြင်ဘက်ကလာတဲ့အရသာရဲ့ဒီနှစ်ခုဆုံလိုက်တဲ့အခါမှာဇီဝဝိညာဏလို့ဆိုတဲ့လျက်တိစိတ်ကလေးဟာဖြစ်ပေါ်လာဆိုင်ရာအကြောင်းလေးတွေနှစ်ခုဆုံလိုက်တဲ့အခါမှာဖြစ်လာတာကာယင်စပဋိစ္စဖုတ္တပိစ္စဥပ္ပစ္စတိကာယဝိညာဏကာယပတ္တာရရဲ့ထိရင်သိနိုင်တဲ့ sensation ရှိတဲ့ကိုယ်ကာယရဲ့ပြင်ဘက်ကဖုတ္တဘာယုံလို့ဆိုတဲ့ထိတွေ့မှုအာယုံရဲ့အဲ့ဒီနှစ်ခုဆုံလိုက်တာနဲ့တပြိုင်နက်ကာယဝိညာဏလို့ခေါ်တဲ့ထိသိစိတ်လေးဖြစ်ပေါ်လာကာယဝိညာဉ်ပေါ်မှာကာယပတ္တာရယုတ်ပေါ်မှာမိပြုပြီးတော့ကာယဝိညာဉ်စိတ်ဖြစ်ပေါ်လာမနင်းစပဋိစ္စဓမ္မေစဥပ္ပစ္စတိမနောဝိညာဏဒါကြတော့မျက်စိနားနာလျှာကာယလို့ဆိုတဲ့ရုပ်တွေပါဝင်ခြင်းမရှိပဲနဲ့စိတ်တက်ကကြံစီစိတ်ကူးလိုက်တဲ့အခါမနဆိုတဲ့ဘဝင်စိတ်ရဲ့ဓမ္မလို့ဆိုတဲ့ကြံတွေးသိเสียအာယုံရဲ့အဲ့ဒီနှစ်ခုဆုံလိုက်တဲ့အခါမှာဘဝင်စိတ်နဲ့ဘဝင်စိတ်ကိုအမိပြုပြီးတော့ဟရိယဝတ္ထုကိုအမိပြုပြီးတော့ဘဝင်စိတ်ကနေပြောင်းလဲသွားပြီးမနောဝိညာဏလို့ခေါ်တဲ့ကြံသိစိတ်တွေဖြစ်ပေါ်လာခဲ့တာဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာဖြစ်သမျှစိတ်တွေဟာအဲ့ဒီပုံစံနဲ့ဖြစ်တာနော်အကြောင်းတစ်ခုစုံစည်းပြီးတော့ဖြစ်လာတာဒါကြောင့်မို့အဲ့ဒါလို့အာယုန်နဲ့ဝတ္ထုစုံစည်းမှုကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်ကလေးဟာမျက်စိကိုဆွဲမိပြီးတော့ဖြစ်တဲ့စိတ်နားကိုဆွဲမိပြီးတော့ဖြစ်တဲ့စိတ်နှာခေါင်းကိုဆွဲမိပြီးတော့ဖြစ်တဲ့စိတ်လျှာကိုဆွဲမိပြီးတော့ဖြစ်တဲ့စိတ်ကိုယ်ကာယကိုဆွဲမိပြီးတော့ဖြစ်တဲ့စိတ်ဟရိယဝတ္ထုလို့ဆိုတဲ့နှလုံးသားကိုဆွဲမိပြီးတော့ဖြစ်တဲ့စိတ်တွေအာယုန်နဲ့ဆက်လက်ပြီးတော့ရှင်သန်
ပြီးအလုံးလုံးနေကြတယ်စိတ်ဆိုတာအာယုန်နဲ့တွဲဖက်ပြီးတော့လှုပ်သွားတယ်ဒါကြောင့်မို့ပဋ္ဌာန်း24ပစ္စည်းမှာအာရမဏပစ္စယောလို့အာယုန်ကိုအကြောင်းပြုပြီးတော့စိတ်လေးဟာဆက်လက်လှုပ်ရှားပြီးတော့နေတာအဲ့ဒီဆက်လက်လှုပ်ရှားနေတဲ့စိတ်ကလေးကိုတတိနဲ့စောင့်ကြည့်နိုင်ရမယ်လို့ဒီလိုဆိုလို့ပေါ့တတိနဲ့စောင့်ကြည့်နိုင်မှုမရှိဘူးဆိုလို့ရှိရင်ဒီစိတ်ကလေးဟာအာယုန်နဲ့တွေ့လာတဲ့အခါမှာသူအာယုန်နဲ့ဆက်ဆက်ပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်ရဲ့အညစ်အကြေးတွေဆိုတာရှိတယ်အဲ့ဒီအညစ်အကြေးတွေနဲ့ရောထွေးသွားလို့ရှိရင်ဒီစိတ်ကလေးရဲ့ကြံ့ခိုင်မှုတွေဟာလျော့ပါသွားပြီးတော့ဥပမာပါနဲ့လူလုံးစိတ်အယက်သမားနဲ့ပေါင်းတဲ့လူဟာအယက်သမားဖြစ်သွားတယ်လို့ကစားသမားနဲ့ပေါင်းတဲ့လူဟာလည်းကစားသမားဖြစ်သွားအဲ့ဒါလိုပဲလူရဲ့စိတ်ကလေးမှာလောဘဆိုတာနဲ့ပေါင်းသွားတယ်ဒေါသဆိုတာနဲ့ပေါင်းတယ်မောဟဆိုတာနဲ့ပေါင်းတယ်မာနတို့အိတ်တာတို့မစ္စရိယတို့ ਨੇ အာယုန်လေးကိုကြောင်းပြုပြီးတော့ပေါင်းတင်ဆက်ဆံမှုတွေရောထွေးပြီးတော့လာတတ်တယ်စိတ်ဆိုတာအာယုန်ကိုလက်ခံတဲ့အာယုန်ကိုသိတဲ့သဘာဝလေးများတာဖြစ်တယ်အဲ့ဒီအာယုန်ကိုသိတဲ့စိတ်ကလေးထဲမှာစိတ်ရဲ့အညစ်အကြေးတွေကလည်းတွက်ဖက်လာတတ်တယ်အဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေကိုဖြူစင်တန်ရှင်းတဲ့အပိုင်းတွေနဲ့ဆေးကြောပြစ်မှသာလေထိုစိတ်လေးဟာတန်ရှင်းစင်ကြယ်တယ်သို့မဟုတ်လို့ရှိရင်လောဘဒေါသမောဟစတဲ့အညစ်အကြေးတွေနဲ့တွဲဖက်လာတဲ့စိတ်ကလေးဟာကောင်းကျိုးချမ်းသာကိုဘယ်နည်းနဲ့မှမပေးနိုင်ဘူးတဲ့ဒါကြောင့်မို့စိတ်ကိုတတိဖြင့်စောင့်ကြည့်ရမယ်လို့ဒီလိုဆိုတာပေါ့အကယ်၍စောင့်မကြည့်ဘဲနဲ့နေလိုက်လို့ရှိရင်ဘာဖြစ်သွားနိုင်လဲစိတ်လေးဟာလောဘနဲ့တွဲဖက်ပြီးအာယုံပေါ်မှာတွေ့တာသွားတယ်ဒေါသနဲ့တွဲဖက်လာတဲ့အခါအာယုံကိုမုန်းတီးသွားတယ်မောဟနဲ့တွဲဖက်လာတဲ့အခါအာယုံရဲ့သဘာဝတွေကိုမသိဘူးလို့ဆိုတယ်ဒီလိုစိတ်ကလေးရဲ့အနောက်အရှက်တွေနဲ့ဖြစ်ပြီးတော့တန်ရှင်းစင်ကြယ်မှုတွေကင်းသွားတဲ့အခါစိတ်ဟာကြံ့ခိုင်မှုတွေလျော့ပါသွားရိမ့်ရိုင်လှုပ်ရှားနေတဲ့အနေအထားမျိုးတစ်ခုကိုရောက်ရှိသွားနိုင်တယ်တဲ့ဒါကြောင့်မို့စိတ်ကိုတတိနဲ့စောင့်ကြည့်ရတတိဆိုတာကဘယ်မှာရှိတာတုံးလို့မေးလို့ရှိရင်စိတ်ထဲမှာပဲရှိတာစိတ်ဆိုတဲ့သဘာဝတရားဟာဘုန်းကြီးတို့တွေနဲ့အနိစ္စဆုံးပဲကိုယ်တဏ္ဍာမှာဖြစ်တာကိုယ်တဏ္ဍာမှာဖြစ်တာကိုမသိဘူးဆိုလို့ရှိရင်ကိုယ့်ကိုစဉ်းစားကြည့်ပေါ့ကိုယ်မှာဖြစ်နေတာတွေကိုသိဖို့လိုတာပေါ့ဘာတွေဖြစ်နေလဲဆိုတာသိအောင်လို့အဲ့တော့စိတ်ဟာသူ့ချီဖြစ်နိုင်စွာမရှိဘူးဥပမာမဲ့လူဆိုတာလမ်းသွားဖို့ရာအတွက်လမ်းလျှောက်နိုင်ဖို့အတွက်ခြေထောက်ရှိရဟိုဟာဒီဟာဆွဲကင်နိုင်ဖို့အတွက်လက်ရှိရမြင်စရာအာယုန်တွေကိုကြည့်ဖို့အတွက်မျက်လုံးရှိရအတန်ကိုနားထောင်ဖို့အတွက်နားရှိရအနံ့ကိုရရှိဖို့အတွက်နှာခေါင်းရှိရအရသာသိဖို့အတွက်လျှာဆိုတာရှိရနော်အထီးအတွေ့တွေကိုသိရှိဖို့အတွက်ကာယဆိုတာရှိရဒီလိုခန္ဓာကိုယ်မှာလည်းအင်္ဂါယတ္တိဆိုတာရှိတယ်အင်္ဂါယတ္တိရှိစိတ်မှာလည်းပဲအဲ့ဒါလိုအင်္ဂါယတ္တိလို့ပြောရမယ့်အရာတွေရှိတယ်ပေါ့စိတ်ဆိုတာလေးတမန်အပြင်ပြောမယ်ဆိုရင်စိတ်ဆိုတာအာယုသိတဲ့သဘောလေးတစ်ခုကိုရည်ညွှန်းပြီးတော့စိတ်လို့ပြောလိုက်တဲ့အခါမှာဒီလှုပ်ရှားမှုတွေစိတ်ရဲ့လှုပ်ရှားမှုတွေအင်္ဂါယတ္တိဟာအကုန်လုံးပါဝင်ပြီးတော့သွားတယ်ပါဝင်သွားလို့လူတွေကခွဲခြားပြီးတော့မပြောတတ်တော့ဘူးစိတ်နဲ့တသားတည်းထားပြီးတော့ပြောကြတယ်စိတ်ကောင်းတယ်စိတ်မကောင်းဘူးစိတ်ညစ်တယ်ဒီလိုပြောကြအဲ့တော့စိတ်နဲ့ခုနကစိတ်ရဲ့လှုပ်ရှားမှုတွေခွဲခြားပြီးတော့သိရလူနဲ့လူရဲ့အင်္ဂါရပ်တွေကိုခွဲခြားသိရတယ်လို့ခွဲခြားသိဖို့လိုအပ်တယ်ပေါ့ပဇွန်လုံးတစ်ကောင်ကြည့်လိုက်ဓမ္မနဲ့ခြေထောက်တွေသူ့မှာရှိတယ်ပေါ့အဲ့ဒီဓမ္မနဲ့ခြေထောက်တွေကိုတစ်ချောင်းချင်းတစ်ချောင်းချင်းချိုးပစ်လိုက်လို့ရှိရင်ဘ
ပစွန်တုတ်ကလေးဟာရွေရှားနိုင်ခြင်းမရှိဘူးလှုပ်နိုင်ခြင်းမရှိတော့ဓမ္မနဲ့ခြေထောက်တွေကိုအကြောင်းပြုပြီးအားပြုပြီးတော့ပစွန်လုံးလေးဟာလှုပ်ရှားနေတာခုခေတ်ရန်ကုန်မြို့ကလူတွေကတော့ကနန်းလို့သိကောင်းသိမှာပေါ့နော်ကနန်းဆိုတဲ့အကောင်ဓမ္မတွေနဲ့ခြေထောက်တွေလက်တွေနဲ့လှုပ်ရှားအဲ့ဒီခြေတွေလက်တွေဖယ်လိုက်ပြီဆိုလို့ရှိရင်သူကလှုပ်ရှားနိုင်လို့မရှိထို့တူပဲစိတ်ကလေးကလည်းစေတသိက်တွေနဲ့ပေါင်းဖက်နေတဲ့အခါမှာသူကလှုပ်ရှားတာဖြစ်တယ်စိတ်ကိုမိတွယ်ပြီးတော့ဖြစ်တဲ့တရားတွေကိုစေတသိက်လို့ခေါ်တယ်စိတ်ကိုမိတွယ်ပြီးတော့ဖြစ်ပေါ်လာတဲ့စေတသိက်တွေနဲ့မကောင်းတဲ့စေတသိက်တွေနဲ့စိတ်ကိုခွဲထုတ်နိုင်မှုကြိုးစားအထောက်အမှာဥပမာတစ်ခုပြောရမယ်ဆိုလို့ရှိရင်ရွှေဆိုတာတတ္တုတစ်မျိုးပဲမြေကြီးတဲ့ကထွက်လာတဲ့တတ္တုပထမရွှေမှာတခြားတတ္တုတွေရောနေတယ်အဲ့ဒီတခြားတတ္တုတွေရောနေတဲ့ရွှေကိုတန့်စင်ဖြစ်ကြတခြားတတ္တုတွေကိုနီးမျိုးမျိုးနဲ့ဖယ်ထုတ်ပလိုက်တဲ့အခါမှာရွှေအစစ်ရွှေစင်ကိုရရှိတာဖြစ်တယ်ထို့တူပဲလူတွေရဲ့စိတ်ထဲမှာလည်းပဲကောင်းတာရောဆိုးတာရောလူစိတ်တွေထဲမှာရောနှောပြီးတော့နေတယ်အဲ့ဒီရောနှောနေတဲ့ထဲကစိတ်ရဲ့အညစ်အကြေးလို့ဆိုတဲ့လောဘတွေဒေါသတွေမောဟတွေကိုဖယ်ရှားပြဒါဖြင့်စိတ်ထဲမှာရှိတဲ့အညစ်အကြေးကိုဘာနဲ့ဖယ်ရှားရမှာတော့ဆိုစိတ်ကိုစိတ်နဲ့ဖယ်ရှားတာပဲသူကစိတ်ထဲမှာလောဘကိုအလောဘဆိုတဲ့သဘောတရားနဲ့ဖယ်ရှားဒေါသကိုအဒေါသဆိုတဲ့မေတ္တာနဲ့ဖယ်ရှားမောဟကိုအမောဟဆိုတဲ့ပညာနဲ့ဖယ်ရှားဥပမာဘာနဲ့တူတုံးဆိုလို့ရှိရင်ရေကြောင့်ဖြစ်လာတဲ့ရှော့ညွန်ရေခဏခဏတင်းနေတဲ့နေရာဟာဘာဖြစ်လာညွန်နေဖြစ်လာအဲ့ဒီရေကြောင့်ဖြစ်လာတဲ့ရှော့နေညွန်တွေကိုဘာနဲ့ဆေးရရေနဲ့ပဲဆေးရရေနဲ့ပဲဆေးရင်တန့်စင်သွားတယ်နော်ရေကြောင့်ဖြစ်ပေါ်လာတဲ့ရှော့ညွန်ကိုရေနဲ့ပဲဆေးကြောရသလိုစိတ်ကြောင့်ဖြစ်နေတဲ့စိတ်ထဲမှာစွဲမိပြီးတော့ဖြစ်နေတဲ့လောဘဒေါသမောဟစတဲ့စိတ်ရဲ့အညစ်အကြေးတွေကိုလည်းအလောဘအဒေါသအမောဟလို့ဆိုတဲ့တွဲဖက်လာတဲ့စိတ်ဆွမ်းအားနဲ့ပဲပြန်ပြီးတော့ဖယ်ထုတ်ပြရမှာပဲစိတ်ကိုစိတ်နဲ့ပြန်ဆေးကြောတယ်လို့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒါလို့ဆေးကြောနိုင်ဖို့အတွက်ဟာအညစ်အကြေးကိုအညစ်အကြေးမှန်းသိအောင်အညစ်အကြေးဆွဲကပ်နေတာကိုအညစ်အကြေးဆွဲကပ်မှုသိအောင်စိတ်ထဲမှာရှိတဲ့တတိတရားနဲ့ဆွဲထုတ်ပြီးတော့ကြည်နိုင်ရမယ်လူတွေဟာကိုယ်ခန္ဓာကိုယ်မှာအညစ်အကြေးတွေရှိနေတယ်ဆိုလို့ရှိရင်မျက်လုံးနဲ့ကြည့်ကြဒီတိုင်းတော့မြင်ရမှာမဟုတ်ဘူးမျက်လုံးကိုအားပြုပြီးတော့ကြည့်ကြကိုယ်ဝတ်ထားတဲ့အဝတ်စားတွေပေါ်မှာအညစ်အကြေးတွေဆွဲကပ်နေတယ်ဆိုရင်မျက်လုံးနဲ့ကြည့်ရအနံ့အသက်နှာခေါင်းနဲ့နမ်းကြည့်ခြင်းကြည့်မယ်နော်အဲ့ဒါလို့မျက်လုံးနဲ့ကြည့်လိုက်လို့ကိုယ်ကာယပေါ်မှာညှဉ်းနှွမ်းနေတဲ့အညစ်အကြေးတွေမိမိဝတ်ထားတဲ့အဝတ်အစားပေါ်မှာညှဉ်းနှွမ်းနေတဲ့အညစ်အကြေးတွေညစ်ကြေးမှန်းသိတဲ့အခါကျရေနဲ့ဆေးကြောဖို့လျှော်ကြတယ်လို့စိတ်ထဲမှာလည်းအဲ့လိုအညစ်အကြေးတွေတွေ့ဖို့ရမျက်စိနဲ့ကြည့်လို့တော့မရဘူးတဲ့လူခန္ဓာမှာရှိတဲ့အညစ်အကြေးကိုမျက်စိနဲ့ကြည့်လို့မြင်ရတော့လဲစိတ်မှာရှိနေတဲ့အညစ်အကြေးကိုတော့မျက်လုံးကမရောက်နိုင်ဘူးဘာနဲ့ကြည့်ရမှာလို့ဆိုပညာနဲ့ကြည့်ရတတိနဲ့ကြည့်ရအေးတတိထားပြီးတော့အသိပညာနဲ့ဆင်ញင်သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်စိတ်ရဲ့အညစ်အကြေးတွေဆိုတာတွေ့လာမှာဖြစ်တယ်ပေါ့အညစ်အကြေးဆွဲကပ်နေတဲ့စိတ်ဟာကြံ့ခိုင်မှုမရှိဘူးရင်းရိုက်ပြီးတော့နေတတ်တယ်အာယုန်နဲ့တွေ့လို့ရှိရင်ဒီအာယုန်ရဲ့နောက်ကိုလိုက်သွားပြီးတော့စိတ်ကိုထိန်းနိုင်စွာမရှိကြဘူးစိတ်အလိုဆန္ဒတိုင်းလိုက်ပြီးတော့မလုပ်တဲ့အလုပ်တွေလုပ်တယ်မပြောတဲ့အပြောတွေပြောလို့ဒုက္ခရောက်ကြတယ်ပေါ့စိတ်ကိုမနိုင်ဘူးဆိုတဲ့လူတွေဟာစိတ်ဆန္ဒရှိတဲ့အတိုင်းပြောလိုက်တယ်စိတ်ဆန္ဒရှိတဲ့အတိုင်းလုပ်လိုက်တယ်ထိုပြောခြင်းလုပ်ခြင်းကြောင့်ဒုက္ခဖြစ်လာတယ်ဒီလိုဆိုတာပေါ့နော်ဒါကြောင့်မို့လို့စိတ်ကိုတတိဖြင့်စောင့်ကြည့်ရမည်
ရသော်ဗျာစိတ်လေးကိုတတိနဲ့စောင့်ကြည့်ရစောင့်ကြည့်နိုင်မှုအတွက်တတိဟာအားပြော့နေလို့ရှိရင်လည်းသိမှာမဟုတ်ဘူးပေါ့နော်မိမိဝတ်စားမှာစွက်ကပ်နေတဲ့အညစ်အကြေးကိုပဂရိမျက်စိနဲ့ကြည့်လို့မှုံဝါးဝါဖြစ်နေမှန်မလူးနဲ့ကြည့်ရအဲ့ဒါလိုပဲဒီတတိဟာမှုံဝါးဝါဖြစ်နေတယ်ဆိုလို့ရှိရင်တတိကောင်းလာအောင်လေ့ကျင့်ယူရမှာဖြစ်တယ်ပေါ့လောကလူတွေဟာနာနဲ့စောစောထပြီးတော့ physical exercise ဆိုတာကျန်းမာဖို့အတွက်လေ့ကျင့်ကြအဲ့ဒါလို့ကိုယ်ကာယကျန်းမာမှုကိုလေ့ကျင့်ကြတယ်လို့စိတ်ကိုလည်းပဲလေ့ကျင့်ပေးလို့ရှိရင်စိတ်ဟာလည်းကျမ်းမာတန်ဆွမ်းလာနိုင်တယ်ပေါ့တတိတွေလေ့ကျင့်ယူရမယ်ရသော်ဘုရားသခင်ကိုရောမြတ်ကမဟာတတိပဋ္ဌာနာတုတ်မှာတတိလေ့ကျင့်ကံဆိုပြီးတမ္ပဇညပပအနေနဲ့ဟောပြောထားတာရှိခုနှစ်ဌာနတတိနဲ့တွဲဖက်တာလည်းအသိပညာဖြင့်လေ့ကျင့်ပေးရအဲ့ဒါလို့လေ့ကျင့်လိုက်လို့ရှင်မိမိတဏ္ဍာမှာတတိတွေထားတတ်လာလိမ့်မယ်တတိထားရမှတတိမမူခူမမြင်နဲ့ကြီးတဲ့မြင်သာတဲ့အရာတောင်မှပဲတတိမမူလို့ရှိရင်မမြင်ဘူးပေါ့နော်တတိမူလို့ရှိရင်မြူတောင်မြင်တယ်လို့ဆိုတာတတိကြီးလာပြီတတိကောင်းလာပြီဆိုတဲ့အခါမှာအကုန်လုံးမြင်နိုင်စွမ်းရှိလာဒါကြောင့်မို့ကိုယ်စိတ်ကိုအခဲခတ်ဖို့အတွက်မြတ်စွာဘုရားသခင်ကိုရောမြတ်ကတတိပဋ္ဌာန်တုတ်ကိုဟောကြားဆုံးမတာဖြစ်တယ်သူ့ဘာသူအလိုလျောက်ဘာမှဖြစ်လာမှာမဟုတ်ဘူးလေ့ကျင့်ခြင်းသင်ကြားခြင်းဆိုတာလုပ်ကြရတယ်သူ့ဘာသူဖြစ်လာမယ်ဆိုရင်ကလေးတွေပဲကြောင်းထားစရာလိုမလို့နော်ကလေးတွေငယ်စဉ်တောင်ကြီးဘဝကနေပြီးကျောင်းနေပို့ကျူးရှင်နေပို့နဲ့လေ့ကျင့်နေကြတယ်ပညာရအောင်သင်ကြရတယ်ထို့တူပဲစိတ်လေးကိုဒီတိုင်းထားမယ်ဆိုရင်တော့သူဟာအစွမ်းတတ္တိတွေထက်လာမှာမဟုတ်ဘူးသူရဲ့အစွမ်းတတ္တိဖြစ်တဲ့တတိတို့ပညာတို့လေ့ကျင့်သင်ကြားပေးဖို့လိုအပ်တယ်ပေါ့စိတ်ကိုလည်းလေ့ကျင့်သင်ကြားပေးရမှာဖြစ်တယ်လောကလူတွေဟာတရိစ္ဆာန်တွေတောင်မှပဲလေ့ကျင့်သင်ကြားပေးလို့ရှိရင်အသုံးဝင်လာသေးတာပဲကိုယ်စိတ်ကိုလည်းလေ့ကျင့်သင်ကြားပေးဖို့လိုအပ်တယ်လေ့ကျင့်သင်ကြားလို့ရတယ်လို့ဒီလိုဆိုမဟာတတိပဋ္ဌာနာသုတ်မှာတတိနဲ့တမ္ပဇညပေါင်းဖက်ပြီးတော့လေ့ကျင့်တဲ့နည်းကိုမြတ်စွာဘုရားဟောကြားထားတယ်အဲ့ဒါကိုမှတ်သားထားပြီးတော့ကိုယ့်ကိုနေ့စဉ်လေ့ကျင့်တဲ့အလုပ်ကိုလုပ်ကြည့်ပေါ့ဘာနဲ့လေ့ကျင့်ရမလို့ဆိုလို့ရှိရင်ထိုင်နေတဲ့အခါမှာဆိုရစို့ထိုင်နေတဲ့အခါမှာရှေ့တိုးမယ်ဆိုရင်လေတတိထားပြီးတော့တိုးနောက်ဆုံးမယ်ဆိုရင်လည်းအမှတ်တမဲ့မဆုံးလိုက်နဲ့တတိနဲ့ဆုံးဒါလေ့ကျင့်တာနော်ရှေ့ရွှေ့မယ်ဆိုရင်လည်းတတိနဲ့ရွှေ့အမှတ်တမဲ့မရွှေ့လိုက်နဲ့နောက်ရွှေ့မှာဆိုလို့ရှိရင်လည်းအမှတ်တမဲ့မရွှေ့လိုက်နဲ့တတိထားပြီးမှရွှေ့ဟောတာတတိကိုလေ့ကျင့်တာအဘိက္ခန္တိပဋိက္ခန္တိတမ္ပဇာလကာရီတတိရှိလာပြီဆိုရင်ဆင်ញင်တုံတရားကလည်းစဉ်းစားဉာဏ်လေးကလည်းပါလာအကယ်၍တတိမှမဖြစ်ဘူးဆိုရင်စဉ်းစားဉာဏ်မရှိဘူးဒါကြောင့်မို့တတိနဲ့အတိနှစ်ခုတွဲဖက်ပြီးတော့လေ့ကျင့်ဒါကဒီကိုယ့်ရဲ့လှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့လေ့ကျင့်နောက်ကြည်တာရှုတာနဲ့လည်းပဲလေ့ကျင့်ရတဲ့ကြည်တာလားစောင်းငယ်ကြည်တာလားကြည်ပြီဆိုတာနဲ့တတိနဲ့အတိနဲ့ကြည်အဲ့ဒါလို့တတိနဲ့အတိနဲ့ကြည်လာပြီဆိုရင်အကြည်နဲ့ပတ်သက်ပြီးတော့တတိတွေရှိလာနောက်တစ်ခါလက်ကွေးခြေကွေးလက်ဆန့်ခြေဆန့်လက်ကွေးဆန့်ကွေးတာဆန့်တာခြေတော့ကွေးတာဆန့်တာတတိနဲ့ကွေးတယ်တတိနဲ့ဆန့်တယ်ဒါလည်းတတိယလေ့ကျင့်ပေးရမယ်အရာဖြစ်နောက်တစ်ခုကျတော့အဝတ်အစားပြင်ဆင်ဝတ်တယ်အိုးခွဲပကံကိုင်းတယ်တွေ့တယ်ဆိုတဲ့အခါမှာလည်းတတိနဲ့အဝတ်အစားပြင်ဝတ်ရမယ်တတိနဲ့အိုးခွဲပကံကိုင်းရမယ်လို့ဒီလိုဆိုနောက်တစ်ခုကျတော့စားတာတောက်တာ
စားတာတောက်တာနဲ့လည်းတတိနဲ့စားတတိနဲ့တောက်တာဖြစ်တယ်လေ့ကျင့်ပေးရမယ်သွားတယ်လာတယ်ရက်တယ်ဆိုတဲ့အခါမှာလည်းတတိနဲ့ပဲလေ့ကျင့်ပေးရနောက်ဆုံးမှာအိမ်သာထဲဝင်တာတို့စကားပြောတာတို့အိတ်ထားတို့တိတ်တိတ်နေတာတို့ကစပြီးတော့ကိုယ့်ကိုတတိကတ်နေဖို့လိုအပ်တယ်လေ့ကျင့်အဲ့ဒါလို့ခုနှစ်ဌာနမှာလေ့ကျင့်ပေးခြင်းအပြင်မိမိရဲ့တဏ္ဍာမှာတတိစွမ်းအားတွေတက်လာနိုင်တယ်လို့ဒီလိုဆိုတာနော်ဘာလို့တတိနဲ့နောက်တခုလေ့ကျင့်နည်းကတော့မဟာသတိပဋ္ဌာန်သုံးမှာလာတဲ့အတိုင်းသွားနေရင်သွားနေတယ်လို့တတိထားဒါတမန်အဖြစ်ပြောမယ်ဆိုရင်ကိုသွားတာကိုသိတာပဲကိုထိုင်းတာကိုသိတာပဲကိုအိတ်တာလည်းကိုသိတာပဲလို့ပြောကောင်းပြောလိမ့်မယ်သေချာစဉ်းစားကြည့်လူကသွားနေတယ်လို့ဆိုပေမဲ့လို့ခြေထောက်ကသာလှမ်းနေတာစိတ်ကတခြားရောက်တယ်နော်သွားနေတာနဲ့စိတ်နဲ့ဟာတစ်ထပ်တည်းမဖြစ်ဘူးလူကထိုင်တော့ထိုင်နေတာပဲဒါပေမဲ့ထိုင်နေပါလားဆိုတဲ့ပုံမှာအတိမရောက်ဘူးတခြားနေရာရောက်ပြီးတော့တွေးချင်ဟာတွေးနေတယ်လဲလျောင်းအိပ်ဆက်နေတယ်ဆိုတဲ့အချိန်မှာလည်းပဲငါအိပ်နေတာပါလားလို့တတိမရောက်ဘူးတခြားနေရာစိတ်ရောက်နေတယ်အဲ့တော့လုံနေတာကတခြားစိတ်ရောက်နေတာကတခြားအမြဲတမ်းဖြစ်နေစိတ်နဲ့ကိုယ်ရဲ့လှုပ်ရှားမှုတွေဟာတလွဲတွေကြီးပဲဖြစ်နေတယ်ဥပမာပါနဲ့တူလို့ဆိုရင်အိမ်တကားဖွင့်ထားပြီးတော့ရှောက်လဲနေတဲ့သဘောဖြစ်တာခန္ဓာကိုယ်ကြီးကလှုပ်ရှားနေတော့လဲတတိကလှုပ်ရှားမှုပေါ်မှာလုံးဝကပ်မနေဘူးတခြားတွေရှောက်တွေးနေတယ်ဆိုဒါကြောင့်မို့လို့အိမ်သားတဲ့ချော်လဲတယ်တို့ရေချိုးခန်းတဲ့ချော်လဲတယ်တို့နော်လမ်းပေါ်ချော်လဲတယ်တို့တတိမကပ်ဘူးလေတတိကတခြားရောက်နေတယ်လောကလူတွေဟာအဲ့ဒီလိုဖြစ်နေလို့မိမိရဲ့စိတ်ကိုတတိဖြင့်စောင့်ကြည့်ဖို့ရကြိုးစားအားထုတ်ကြအောင်ဖြစ်တယ်ဒီလိုဆိုတာပေါ့နော်တတိဖြင့်စောင့်ကြည့်နိုင်ဒါကြောင့်မို့မဟာစီဆရာတော်ဘုရားကြီးတို့ရိတ်တံမှာကမ္မထမ်းပြတဲ့ဆရာတော်သွားရင်သွားတယ်လို့မှတ်ရမယ်ထိုင်ရင်ထိုင်တယ်လို့မှတ်စားရင်စားတယ်လို့မှတ်အိပ်ရင်အိပ်တယ်လို့မှတ်ဆိုတာမျိုးသွန်သင်ဆုံးမပေးတာတတိကိုလေ့ကျင့်ခြင်းပဲဖြစ်တယ်ပေါ့တတိလေ့ကျင့်မှုအာယုံ၄မျိုးပဲမြတ်စွာဘုရားဟောထားတယ်၄မျိုးကဘာလို့ဆိုရင်ကိုယ်ကာယနဲ့ပတ်သက်ပြီးတော့လည်းပဲတတိကိုလေ့ကျင့်ရကိုယ်ကာယဆိုတာကာယ ानु ပတ္တနာပေါ့နော်ကာယ ानु ပတ္တနာဆိုတာထွက်လေဝင်လေဆိုတာလေကိုယ်နဲ့ဆက်ဆက်နေတာကြောင့်မို့လို့ကာယ ानु ပတ္တနာသွားလာလှုပ်ရှားမှုပြောဆိုမှုတွေကလည်းကိုယ်ကာယနဲ့ဆက်ဆက်နေလို့ကာယ ानु ပတ္တနာနောက်ဆုံးမှာကိုယ်ကာယအပေါ်မှာရှိနေသမျှဒီရွှန်စရာတွေမတင့်တယ်တဲ့အရာတွေဒါတွေအားလုံးဟာလည်းကာယ ानु ပတ္တနာတွေကိုယ်ကာယနဲ့ပတ်သက်ပြီးတော့လေ့ကျင့်ရမယ်ချက်ဟောနောက်တစ်ခုလေ့ကျင့်မှုအာယုံထားဖို့ရတာပါလို့စိတ်ရဲ့ခံစားချက်ပေါ့စိတ်ရဲ့ခံစားချက်ဆိုတာစိတ်ညစ်တာလဲစိတ်ရဲ့ခံစားချက်ပဲစိတ်မချမ်းမသာဖြစ်တာလဲစိတ်ရဲ့ခံစားချက်ပဲဝမ်းသာတာလဲစိတ်ရဲ့ခံစားချက်ဝမ်းသာတာလည်းမဟုတ်ဘူးဝမ်းနေတာလည်းမဟုတ်ဘူးပုံမှန်အနေထားအာယုံကိုသိပြီးတော့အတွေ့အကြုံရနေတာလဲစိတ်ရဲ့ခံစားချက်ပဲလို့ဝေဒနာနဲ့ပတ်သက်ပြီးတော့တတိထားဖို့လိုအပ်တယ်ဝေဒနာဆိုတာယောဂဝေဒနာကိုပြောတာမဟုတ်ဘူးစိတ်ရဲ့ခံစားချက်နော်ပြောတယ်မပြောဘူးဆိုတဲ့စိတ်ရဲ့ခံစားချက်တွေဝေဒနာလို့ပြောနောက်တစ်ခါစိတ်ဓာနုပဒနာကိုယ်စိတ်လေးရဲ့အခြေအနေကိုသုံးသပ်ကြည့်တာငါစိတ်ထဲမှာလိုချင်တဲ့သဘောတရားတွေရှိနေသလားသို့မဟုတ်လိုချင်တဲ့သဘောတရားတွေမရှိဘူးလားငါစိတ်ထဲမှာအလိုမကျတဲ့ဒေါသတွေဖြစ်တတ်သလားမဖြစ်တတ်ဘူးလားဒါတွေကိုလေ့လာသုံးသပ်တာစိတ်ဓာနုပဒနာလို့ခေါ်တယ်အမြဲတမ်းစောင့်ကြည့်ဉာဏ်ဓာတ်တွေဉာဏ်နဲ့မိမိတဏ္ဍာမှာရှိတဲ့သဘာဝတရားတွေခန္ဓာ၅ပါးတို့အာရဏ12ပါးဓာတ်18ပါးအစခန္ဓာကိုယ်နဲ့ဆက်ဆက်နေတဲ့ဉာဏ်နဲ့တရားတွေမှန်တယ်များဓမ္မာနုပဒနာလို့ကာယ ानु ပဒနာဝေဒနာ ानु ပဒနာစိတ်ဓာ ानु ပဒနာဓမ္မာ ानु ပဒနာ
ဟောဒီတတိလေးကိုလေ့ကျင့်ဖို့အတွက်ခုလိုဟောကြားဆုံးမထားတာဖြစ်အဲ့ဒါတွေကိုလေ့ကျင့်ပေးမှကိုယ့်ရဲ့စိတ်ကလေးထဲမှာအညစ်အကြေးတွေဆွဲကပ်မှာမဟုတ်ညစ်ကြေးတွေဆွဲကပ်နေလို့ရှင်လည်းဖို့လျှော်လို့ရမိမိအဝတ်အစားဝတ်တဲ့အခါမှာအညစ်အကြေးတွေမကပ်အောင်တန်တန်ပြတ်ပြတ်ခြေမိုးချိုးပြီးတော့တတ်မြတ်တဲ့နေရာမှာထိုင်တတ်မြတ်တဲ့နေရာမှာအိတ်အညစ်အကြေးမကပ်အောင်ထိမ့်သိမ်းဆောက်ရှောက်တယ်ကိုယ်စိတ်လေးကိုလည်းအခုလိုတတိပဋ္ဌာန်အာယုံ၄မျိုးနဲ့စောင့်ကြည့်ပြီးတော့စိတ်ထဲမှာအညစ်အကြေးတွေမကပ်အောင်လေ့ကျင့်တဲ့နည်းတွေရသော်ဗျာဟောကြားဆုံးမထားတာဖြစ်တယ်အဲ့ဒါကိုပဲတရားထုတ်တယ်လို့ပြောတာနော်ကမ္မထာထုတ်တယ်ဆိုတာဟာစိတ်ရဲ့အညစ်အကြေးတွေကိုတွန်းလှန်ဖယ်ရှားဖို့ကြိုးစားနေခြင်းပဲဖြစ်တယ်လောကလူတွေကနာနဲ့စောစောထားပြီးတော့ physical exercise တော့လုပ်ကြတယ်လမ်းလျှောက်ကြတယ်ကျန်းမာရေးလိုက်စားကြတယ်နော်ကိုယ်ကာယတန်ဆွမ်းမှုတစ်ခုတည်းကိုပဲအာယုံစိုက်ပြီးတော့လုပ်ကြတယ်ကိုယ်ကာယတန်ဆွမ်းမှုကိုအကြောင်းပြုပြီးတော့စိတ်ကြည်နူးမှုတွေတော့ဖြစ်တယ်သို့တော့စိတ်ထဲမှာအညစ်အကြေးတွေဆွဲကပ်နေတာကိုတတိမမူဘူးဆိုလို့ရှိရင်စိတ်ထဲကအညစ်အကြေးတွေဟာများတယ်များလာတဲ့အခါမှာလူရဲ့စိတ်တွေမှာအညစ်အကြေးတွေလွှမ်းမိုးထားသည့်အတွက်ကြောင့်ဖြူစင်မှုတန်ရှင်းမှုအားနည်းလာပြီးတော့လူတွေဟာမကောင်းတဲ့စိတ်တွေပေါ်လာတယ်ဒါကြောင့်မို့ပြောကြတယ်ဒီလူကစိတ်ကောင်းနှလုံးကောင်းမရှိဘူးဒီလူကစိတ်ထားမဖြူစင်မှုနဲ့ပြောကြတယ်အဲ့ကြတော့မှအဲ့တော့စိတ်ထားဖြူစင်နေအောင်ကိုယ့်ကိုလေ့ကျင့်ပေးဖို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကအာရခသုတ်တံမှာဟောထားတာလေးကိုမှတ်သားပြီးတော့နေ့စဉ်နဲ့အမျှကိုယ်စိတ်လေးကိုကိုပြုပြင်ဖို့ရဒီဒေသနာတော်ကိုမှတ်သားနာယူထားကြရမှာဖြစ်တယ်စိတ်ကိုတတိဖြင့်စောင့်ကြည့်ရမည်မြတ်စွာဘုရားစိတ်ဆိုတာကိုယ်စိတ်ကိုပြောသူများစိတ်ကိုစောင့်ကြည့်ရမှာမဟုတ်ဘူးကိုယ်စိတ်ကိုတတိဖြင့်စောင့်ကြည့်ရစောင့်ကြည့်ဖို့ဆိုတာတတိရှိရမယ်လို့ဒါဖြင့်ပညာမပါဘူးလားလို့ဆိုပါတာပေါ့တတိရှိမှပညာဆိုတာဖြစ်တယ်တတိမပါရင်ပညာမဖြစ်ဘူးတဲ့စာပေကျမ်းဂန်ထဲမှာနာဟိတတိဝိရဟိတာပညာနာမအဋ္ဌိတတိမပါတဲ့တတိကင်းတဲ့ပညာဆိုတာမရှိဘူးဒါကြောင့်မို့ဒီနှစ်ခုကိုမြတ်စွာဘုရားကတတိတမ္ပစင်ညလို့ဆိုပြီးတော့တွဲဖက်ပြီးဟောတာတတိကတတိတမ္ပစင်ညကပညာဒီနှစ်ခုပေါင်းစပ်ထားမှအမှန်ကန်ကိုသိနိုင်စွမ်းရှိတယ်ပေါ့တစ်ခုတည်းနဲ့မရဘူးနှစ်ခုပေါင်းစပ်ရစာအုပ်ဖတ်တဲ့အခါမှာကြည့်စာအုပ်လေးတစ်အုပ်ဖတ်ချင်လို့ရှိရင်စာကိုကြည့်တာကမျက်လုံးနော်စာအုပ်ကိုဖွင့်ပေးတာကလက်မပါရင်လည်းစာကြည့်လို့မရဘူးမျက်လုံးမပါရင်လည်းစာကြည့်လို့မရဘူးနှစ်ခုပေါင်းစပ်ပြီးတော့လုပ်တယ်ဆိုတဲ့သဘောလေးကိုသေချာစဉ်းစားကြည့်နော်လက်ကစာအုပ်ကိုဖွင့်ပေးတယ်မျက်လုံးကကြည့်တယ်မျက်လုံးကစာအုပ်ကိုဖွင့်မပေးနိုင်ဘူးကြည့်ရုံပဲကြည့်နိုင်လက်ကလည်းပဲစာအုပ်ကိုဖွင့်ရုံဖွင့်တာမကြည့်နိုင်ဘူးသူနော်အဲ့ဒီသဘောကိုစဉ်းကျင်စဉ်းစားကြည့်ဒီသဘောပဲလမ်းလျှောက်တယ်ဆိုပါစို့လမ်းလျှောက်တယ်ဆိုတဲ့အခါမှာခြေထောက်ကသာလမ်းလျှောက်တာလေသို့တော့ခြေထောက်ကလမ်းမှာဂျိုင်းရှိသလားကျင်းရှိသလားဆူးညောင်းခလုတ်ရှိသလားသူမကြည့်နိုင်သူကမမြင်ဘူးမြင်တာကကြည့်ပေးရမှာကမျက်လုံးကကြည့်ပေးလမ်းကလျှောက်ဒီနှစ်ခုပေါင်းစပ်လိုက်မှအလုပ်တစ်ခုဆိုတာဖြစ်တာအနည်းဆုံးနှစ်ခုပေါင်းစပ်ပြီးတော့လုပ်နေတယ်ဆိုတဲ့သဘောတရားလေးကိုစဉ်းကျင်စဉ်းစားကြည့်ပေါ့ဒါကြောင့်မို့အခုလည်းပဲစိတ်ရဲ့ဖြစ်ပုံလေးကိုစိတ်တာနုပတနာသဘောစိတ်ကိုတတိဖြင့်စောင့်ကြည့်ဖို့လိုအပ်တယ်ရသော်ဘုရားကဒီသုတ်တံမှာအာရခသုတ်တံမှာဘယ်လိုဟောတော့ဆိုစတုတုဘိက္ခဝေဌာနေတုဒီအချက်၄ချက်စတုတုဌာနေတုမဟာသတိပဋ္ဌာန်သုတ်မှာတော့စိတ်တာနုပတနာလို့ဟောတယ်အခုဒီသုတ်တံမှာကျတော့စတုတုဌာနေတုအချက်၄ချက်မှာအာယုံ၄ရဒီကိစ္စ၄မျိုးမှာအတ္တရူပေနကိုကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်ကိုအကျိုးရှိအောင်လုပ်ချင်တယ်စိတ်ဓာတ်ဖြူစင်အောင်ကြိုးစားချင်တယ်
ဒါကိုအတ္တရူပလို့ခေါ်တယ်ကိုယ့်ရဲ့အကျိုးစီးပွားကိုမျက်နှိုးခင်မင်တဲ့ပုဂ္ဂိုလ်ဟာကိုကောင်းကျိုးချမ်းသာရအောင်လုပ်ချင်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာတဲ့အပမာဒေါရှင်မှုမေးလျော့ခြင်းကင်းတဲ့တတိလို့ဆိုရတဲ့စေတသောအာရခောစိတ်ရဲ့စောင့်ကြည့်မှုကိုကရဏီရောလုပ်ရမယ်လို့ဟောမြတ်စွာဘုရားဒီလိုဟောဒီအချက်၄ချက်နဲ့ပတ်သက်လာလို့ရှိရင်အပမာဒလို့လည်းခေါ်တယ်တတိလို့လည်းခေါ်တယ်စေတသောအာရခောလို့လည်းခေါ်တယ်ဒီတတိလေးကိုပြောတာအပမာဒဆိုတာရင်မှုမေးလျော့ပြီးတော့မနေဘူးတဲ့ရင်မှုမေးလျော့နေတယ်ဆိုတာဘယ်လိုဟာတော့စဉ်းစားကြည့်နော်ဘဝတစ်ခုရလာတဲ့အခါမှာလူတွေဟာကိုယ့်ဘဝလေးကိုဒီကုသိုလ်ကောင်းမှုလုပ်ဖို့ရမေ့နေကြပုံလေးကိုယ့်ကိုမသိတော့မဲ့ပုံနော်မအိုတော့မဲ့ပုံမနာတော့မဲ့ပုံနဲ့လုပ်နေကြတာလေအဲ့ဒါမေ့လျော့နေတယ်လို့ခေါ်တာမေ့လျော့ကိုယ့်ဘဝလေးနဲ့ကိုရစ်မှုနေကြရစ်မှုနေတယ်ဆိုတာအကောင်းထင်ထာဝရလို့ထင်နေတယ်အကောင်းတွေထင်နေတယ်ရစ်မှုနေကြအဲ့ဒီရစ်မှုတဲ့အပေါ်မှာမေ့လျော့မှုတွေဖြစ်ပေါ်နေတာပမာဒလို့ခေါ်တယ်အဲ့ဒီလိုရစ်မှုမေ့လျော့ပြီးတော့မနေခြင်းဟာအပမာဒပဲအပမာဒဟာအလွန်ကိုအရေးကြီးတယ်ကိုရစ်မှုမေ့လျော့ပြီးတော့မနေနဲ့ကိုရထားတဲ့အခိုက်အတန့်လေးဟာတခဏတည်းပဲဥပမာပဲကြည့်နော်လူတွေဟာစဉ်းစားကြည့်မယ်ဆိုရင်အိမ်တိုင်းမှာလည်းပဲနာယီရှိကြတယ်လူတိုင်းလူနီးလက်ပတ်နာယီတွေရှိကြဘာလုပ်ဖို့လဲအချိန်သိဖို့ဆိုပြီးတော့ထားကြအဲ့ဒီမှာအချိန်ကုန်သွားတာတော့လူတွေသိကြတယ်မနေ့ကုန်ရင်နေ့လယ်ရောက်တယ်နေ့လယ်ကုန်ရင်ညနေရောက်တယ်ညနေကုန်လို့ရှိရင်ညရောက်လာညကုန်သွားတော့မနေ့ရောက်တယ်အချိန်ကုန်သွားတာကိုတော့သိလိုက်တယ်အချိန်နဲ့တပြေးညီကိုယ်တဏ္ဍာမှာရှိတဲ့နုပြိုမှုတွေကုန်သွားတာကြတော့မသိဘူးနော်နုပြိုမှုတွေပါသွားပြီအိုတယ်ဆိုတာချက်ချင်းကြီးဝုန်းတိုင်းအိုသွားတာမှမဟုတ်တာဒီကနေ့ရုပ်ရည်ဟာလက်ပြန်မှာမရှိတော့အလားတူထပ်လာတာမို့တောင်းလဲမှုတွေသိမထင်ရှားသေးလို့မသိတာ10နှစ်လောက်ဆိုသိသွားပြီအနှစ်20လောက်ဆိုအများကြီးသိသွားပြီနော်အဲ့ဒီအနှစ်20မှအိုးလာတာမှမဟုတ်တာစက္ကန့်တစ်စက္ကန့်ပြီးတစ်စက္ကန့်တစ်စက္ကန့်ပြီးတစ်စက္ကန့်လူရဲ့တဏ္ဍာမှာရှိတဲ့ယုတ်တရားနတ်တရားတွေဟာပြောင်းလဲဖြစ်ပေါ်နေတာပေါ့အချိန်နဲ့အမျှလူရဲ့ခန္ဓာကိုယ်မှာရှိတဲ့အရာတွေကပြောင်းလဲနေတာတွေဖြစ်တယ်အဲ့ဒီလိုအချိန်သာကုန်သွားတာသိပြီးတော့ကိုယ်တဏ္ဍာမှာရှိတဲ့အရာတွေကုန်သွားတာကိုတော့လူတွေဟာတတိပဋ္ဌာန်းမိကြဘူးအဲ့ဒါကိုတတိထားရမယ်လို့ဆိုလို့ပေါ့နော်အဲ့ဒါကိုတတိမထားမိတာကိုပမာဒလို့ခေါ်တယ်ရင်မှုနေတယ်မေ့လျော့နေတယ်ငယ်သေးတဲ့ပုဂ္ဂိုလ်ကလည်းပဲငါငယ်သေးတယ်ဆိုစဉ်းစားဘူးကောင်းတာလည်းဖို့သိမတွေးဘူးနော်ကျမ်းမာတယ်ဆိုတဲ့ပုဂ္ဂိုလ်ကလည်းငါကျမ်းမာတယ်ကိုမသေးသေးဘူးပဲယူဆကျမ်းမာတယ်ယောဂမဖြစ်ဘူးလို့ပဲရင်မှုနေတယ်အသက်ရှင်းနေတဲ့ပုဂ္ဂိုလ်ကလည်းပဲငါအသက်ရှည်အောင်မယ်ဆိုပြီးတော့ရင်မှုနေတာလှုပ်တဲ့လှုပ်ထိုက်တာတွေမလှုပ်ဖဲနဲ့ကြောက်เสียလန့်เสียမထင်မဲနဲ့ကိုယ်ခန္ဓာကိုယ်ရဲ့အစင်ထာဝရမြေကြီးပမာစီးပြီးတော့ဆုပ်ယုပ်နေတဲ့အနေအထားတွေကိုမသိပဲနဲ့ပြောခြင်းသလိုပြောနော်အချိန်တွေဖြုံးခြင်းသလိုဖြုံးမအိုတော့မဲ့ပုံမနာတော့မဲ့ပုံမသေးတော့မဲ့ပုံနေနိုင်တာပမာဒလို့ခေါ်တယ်အဲ့ဒီပမာဒရဲ့ဆန့်ကျင်ဘက်ကိုအပမာဒပြောတယ်လှုပ်တဲ့လှုပ်ထိုက်တာကဘာလဲငါဟာထာဝရမဟုတ်ဘူးဟောအချိန်နဲ့အမျှငါဟာရွေရှားနေပါလားရှိတဲ့အချိန်လေးမှာဥပမာမနဲ့လုပ်ရမယ့်အလုပ်လေးဟာမလုပ်လိုက်လို့ရှိရင်နေ့လယ်မှလုပ်လို့မရတော့
နေ့လေလုံးမဲ့အလုပ်လေးကိုမလုံးလိုက်လို့ရှိရင်ညနေမှလုံးလို့မရသူ့ဟာနဲ့သူလာနေတာပေါ့ကုံသွားတဲ့အချိန်လေးတစ်ခုကိုပြန်ယူလို့ရမလားဆိုမရဘူးမနေ့တုန်းကလုံးရမယ့်အလုပ်တွေမနေ့တုန်းကဖြစ်ရမယ့်ကုသိုလ်တွေခဏမှလုံးလို့ရှိရင်မနေ့ကဖြစ်ရမယ့်ဟာတွေပြန်ဖြစ်အောင်လုပ်လို့မရဘူးလေခဏလုံးတာခဏပဲအဲ့ဒါလို့ဆုံးရှုံးနစ်နာမှုတွေဟာအကျင့်ပေါင်းများစွာများလာတတ်တယ်တဲ့အဲ့ဒါလို့များလာမှန်သိတာကိုကျတော့အပမာဒလို့ခေါ်တယ်တတိဆိုတာကိုလိုရမယ့်ကိစ္စကိုအမှတ်ရနေတာစေတသောအာရခောစိတ်ကိုထိမ့်သိမ်းစောင့်ရှောက်နေတာစိတ်ရဲ့အခြေအနေရဆင်ញင်သုံးသပ်ပြီးတော့ထိမ့်သိမ်းစောင့်ရှောက်နေတာစေတသောအာရခောအဲ့တော့ဒီမြတ်စွာဘုရားကဒီအချက်၄ချက်နဲ့ပတ်သက်ပြီးတော့တတိထားဖို့တတိနဲ့စောင့်ကြည့်ဖို့မိမိစိတ်ကိုတတိနဲ့စောင့်ကြည့်ရမယ်လို့ဒီလိုဟောတယ်၄ခုကဘာလဲလို့ဆိုနံပါတ်1ကမာမေရစနိယေတုဓမ္မေတုစိတ်တံရစ္စီခဏကမျက်စိနဲ့မြင်တဲ့အာယုံနားနဲ့ကြားတဲ့အသံအာယုံနှာခေါင်းနဲ့နမ်းရှူရတဲ့အနံ့အာယုံလျှာနဲ့လဲရတဲ့အရသာအာယုံခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့ထိတွေ့အာယုံစိတ်ထဲမှာကြံစီပြီးသိရတဲ့ကြံတွေးမှုအာယုံအဲ့ဒီအာယုံတွေကနှစ်သက်စရာမျက်နှိုးစရာခင်မင်စရာကောင်းလာလို့ရှိရင်စိတ်ကအဲ့ဒီပေါ်မှာနှစ်ချိုက်တယ်မျက်နှိုးတယ်တွေ့တာတယ်တတ်မဲ့တယ်ဟုတ်လားတတ်မဲ့စရာအာယုံတွေ့ရင်စိတ်ကတတ်မဲ့သွားတတ်မဲ့သွားလိုက်လို့ရှိရင်သူဟာမူးမိတ်သွားစိတ်လေးဟာအဲ့ဒီအာယုံပေါ်မှာနှစ်ချိုက်ပြီးတော့တရားဓမ္မတွေမေးလျော့ပြီးတော့သွားအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကနှစ်သက်စရာမျက်နှိုးစရာအာယုန်တွေနဲ့တွေ့လာလို့ရှိရင်အဲ့ဒီအာယုန်တွေပေါ်မှာငါရဲ့စိတ်လေးကိုမတတ်မဲ့အောင်မတတ်မဲ့စေရဘူးဆိုပြီးတတိနဲ့ထိမ့်သိမ်းဆောက်ရှောက်ပါတတိနဲ့ထိမ့်သိမ်းဆောက်ရှောက်ပါတတ်မဲ့တယ်မတတ်မဲ့ဘူးဆိုတာစဉ်းစားကြည့်ကိုကြိုက်တဲ့အစားအစာလေးမြင်မစားဘဲမနေနိုင်ဘူးလေနော်ကိုကြိုက်တဲ့မြင်ကွင်းကိုကြိုက်တဲ့အသံကိုကြိုက်တဲ့အနံ့ဒါတွေမြင်လို့ရှိရင်စိတ်ကမထိန်နိုင်တချို့မတည့်ဘူးဆိုတောင်မှပဲစားလိုက်အောင်မယ်အချိုနဲ့မတည့်ဘူးစီးကြွရှိတယ်စားလိုက်အောင်မယ်ပြီးမှဆေးတောက်မယ်နော်လောကမှာတတ်မဲ့เสียအာယုန်နဲ့တွေ့ရင်စိတ်ကိုမထိန်နိုင်ဘူးဆိုတာမျိုးတွေကြောင့်ဒုက္ခရောက်ကြတယ်ပေါ့အဲဒါကြောင့်မို့လို့တတိထားပြီးတော့ငါစိတ်လေးဟာဒီတတ်မဲ့เสียအာယုန်နဲ့တွေ့ရင်မတတ်မဲ့เสียဘူးလောဘနဲ့မတွဲเสียဘူးဆိုပြီးတော့တတိထားဆောင်ကြည့်ဥပမာဘာနဲ့တူတော့ဆိုလို့ရှိရင်လေကလေးညိုချားမှာနွားကြောင်းနဲ့လူနွားကြောင်းတာဟိုဘက်ကလည်းပဲလယ်ရှိတယ်ဒီဘက်ကလည်းလယ်ရှိတယ်အဲ့ဒီနှစ်ခုကြားမှာနွားကြောင်းနေတဲ့လူတယောက်ဒီဟိုဘက်လယ်ကိုစားရင်လည်းပဲဓာန်ရိုက်ခံရမယ်ဒီဘက်လယ်ကိုလည်းစားရင်ဓာန်ရိုက်ခံရနွားဆိုတာစိမ့်စိမ့်မြင်ရင်စားချင်တာလူရဲ့စိတ်ဟာလည်းပဲထို့တူပဲစိမ့်စိမ့်လေးမြင်လို့ရှိရင်စားချင်တယ်ဆိုတာလိုပဲတတ်မဲ့တယ်တတ်မဲ့เสียအာယုန်တွေ့လို့ရှိရင်တတ်မဲ့တတ်တယ်ပေါ့ဒါကြောင့်မို့နွားကြောင်းသမားဟာနွားကိုဟိုဘက်စပားပင်ကိုမစားရအောင်ဒီဘက်စပားပင်ကိုမစားရအောင်အလဲကြောမှာရှိတဲ့မြက်လေးနဲ့တင်ကျင့်တတ်အောင်ထိမ့်သိမ်းဆောက်ရှောက်အောင်မထိမ့်သိမ်းလို့ဟိုဘက်ဆွဲစားရင်ဟိုဘက်လည်းကင်းရှင်တန်တက်ဒီဘက်ဆွဲစားပြန်တော့ဒီဘက်ရှင်ကတန်တက်ပြန်အဲ့ဒီလိုလဲကွင်းနှစ်ကွင်းကြားမှာနွားကိုထိမ့်သိမ်းဆောက်ရှောက်ရသလိုနွားနဲ့အလားတန်တူတဲ့လူရဲ့စိတ်ကိုလည်းပဲတတ်မဲ့เสียအာယုန်ဒီပေါ်မှာမတတ်မဲ့အောင်ထိမ့်သိမ်းဆောက်ရှောက်အောင်မှာလို့မြတ်စွာဘုရားမဆောင်လို့ရှိရင်ဘာဖြစ်လဲပြဿနာတွေဖြစ်လာလောဘတွေဖြစ်လာတယ်မထိမ့်သိမ့်သည့်အတွက်ကြောင့်သူများပစ္စည်းကိုလိုချင်တာတို့ဒါမျိုးတွေဖြစ်လာတယ်အဲ့ဒါတွေကအယုဆိုးတဲ့အဆင့်ထိအောင်ရောက်သွားပြီပေါ့နော်ဒါကြောင့်မို့လို့နှစ်သက်เสียအာယုန်နေနဲ့တွေ့တဲ့အခါမှာငါစိတ်လေးဟာအဲ့ဒီအာယုန်ကိုမနှစ်သက်စေရဘူးလောဘမဖြစ်စေရဘူးလို့ထိမ့်သိမ့်ဆောက်ရှောက်ရမယ်နောက်ဒုတိယကဘာလို့ဆိုမာမေဒေါသနိယေတုဓမ္မေတုစိတ်တံဒုတ်တိတချို့အာယုံကြတော့နှစ်သက်เสียမကောင်း
မုန်းတီးစရာကောင်းတဲ့အာယုန်တွေဒေါသဖြစ်စရာအာယုန်တွေနဲ့တွေ့လာလို့ရှိရင်လည်းစိတ်ထဲမှာဒေါသဆိုတာဖြစ်လာတတ်တယ်နော်လူချင်းချင်းနေကြတဲ့အခါမှာတူနဲ့တူပေါ်မှာစိတ်အလိုမကျဒေါသတွေဖြစ်ကြနော်ဒီလိုပြောရမလားဒီလိုလုပ်ရမလားငါခိုင်းထားတာမလုပ်ရကောင်းလားစသဖြင့်ပေါ့နော်နမောနမဲ့နိုင်ရကောင်းလားဆိုတာမျိုးတွေနဲ့ပြင်းမာစရာဒေါသဖြစ်စရာအာယုန်တွေ့လာလို့ရှိရင်စိတ်ကလေးကဒေါသဖြစ်လာအဲ့ဒါမျိုးမဖြစ်ရအောင်လဲတတိနဲ့ထားပြီးတော့ထိမ့်သိမ်းဆော့ရှော့ပါဒီလိုဆိုလိုတာကလောဘမဖြစ်အောင်လဲထိမ့်ဒေါသမဖြစ်အောင်လဲထိမ့်လောကလူတွေကတော့ဒေါသဖြစ်เสียရှိရင်ဂုံယူပြီးတော့ဒေါသဖြစ်ကြနော်ဒေါသဖြစ်ကြငါစိတ်တူတယ်ငါစိတ်လာမစမ်းနဲ့ဆိုတာမျိုးကလုတ်သေးတယ်သူတို့ကနော်ဒေါသဖြစ်တာကိုပဲကိုယ့်ကိုဂုံယူပြီးတော့ပြောပြီးတော့အဲ့ဒါလိုလုတ်တယ်မြတ်စွာဘုရားကထိမ့်ပါတဲ့နောက်တစ်ခုကမာမေမောဟနိယေတုဓမ္မေတုမာမုံရှိတွေးဝေးစရာအာယုန်နေနဲ့ပတ်သက်လာလို့ရှိရင်ငါစိတ်လေးမှာတွေးဝေးမနေစေတွေးဝေးတယ်ဆိုတာဘာလဲလှုပ်တင်တာနဲ့မလှုပ်တင်တာကြံတွေးလိုက်တဲ့အခါမှာလှုပ်တင်တာလားမလှုပ်တင်တာလားမဆုံးဖြတ်နိုင်ရုံနဲ့မကဘူးမလှုပ်တင်တာကိုလှုပ်တင်တယ်လို့ထင်တယ်လှုပ်တင်တာကြတော့မလှုပ်တင်ဘူးလို့ထင်တယ်အဲ့ဒါကိုတွေးဝေးတယ်လို့ခေါ်တယ်နော်အမှန်မသိဘူးပြောတဲ့စကားလားမပြောတဲ့စကားလားမသိသည့်အတွက်ကြောင့်မပြောတဲ့စကားပြောချလိုက်ရင်ပြဿနာတက်သွားတယ်ပြောတဲ့စကားမပြောလိုက်ရလို့ရှင်လည်းအခွင့်အရေးတွေဆုံးရှုံးသွားဟောဒီလိုဆိုတာအဲ့ဒါမောဟဖြစ်လာလို့ရှင်မောဟတွေးဝေစရာဖြစ်လာတဲ့အာယုန်တွေပေါ်မှာလဲပညာနည်းသည့်အတွက်ကြောင့်တွေးဝေမှုတွေမဖြစ်ရအောင်ကိုယ့်ကိုထိမ့်သိမ်းဆောင်ရှောက်ရမယ်ကိုယ်စိတ်လေးကိုထိမ့်သိမ်းပေးရမယ်မဖြစ်စေနဲ့လို့အဲ့တော့ဒီလိုထိမ့်သိမ်းဆောင်ရှောက်နောက်တစ်ခုကတော့ဘာတော့နံပါတ်၄ကမာမေမထနီယေတုဓမ္မေတုစိတ်တံမစ္စိကိုယ်စိတ်လေးဟာရစ်မှုစေတတ်တဲ့အာယုန်တွေပေါ်မှာလဲရစ်မှုသွားတတ်တယ်နော်ရစ်မှုတယ်ဆိုတာဘယ်လိုဟာခေါ်တာလဲရစ်မှုမျိုး၃မျိုးရှိတယ်သူကအသက်အရွယ်ငယ်တဲ့ပုဂ္ဂိုလ်တွေမှာယုပ္ပနမထလို့ခေါ်တယ်အရွယ်ပေါ်မှာရစ်မှုနေတာအတော့ငယ်သေးတယ်ငယ်ငယ်လေးရှိသေးတယ်ငါကုသိုလ်ဆိုတာလုပ်เสียမလို့တရားလဲထိုင်ကြမလို့သီလဆိုတာအသက်ကြီးမှလို့ကမ္မထဘာဝနာဆိုတာအသက်ကြီးတဲ့လူတွေအတွက်ငယ်တဲ့လူကလည်းပဲငယ်သေးတယ်ဆိုတာနဲ့ရှင်မှုနေတတ်တယ်ငယ်မှန်နဲ့ရှင်မှုတတ်ကျမ်းမာနေတဲ့ပုဂ္ဂိုလ်ကလည်းကျမ်းမာတဲ့မှန်တက်တတ်တယ်အဲ့ဒါရှင်မှုချင်းတစ်မျိုးပဲအသက်ရှင်နေတဲ့ပုဂ္ဂိုလ်ကလည်းအသက်ရှင်ခြင်းနဲ့ဆိုတဲ့အသက်ရှိတယ်ဆိုတဲ့ဇီဝိတမတ္တမှန်ရစ်နေတတ်တယ်သေတဲ့လူတွေ့ရင်သူသာသေတာသူဘာလို့သေတာငါကြမသေဘူးလို့ဒီလိုထင်အဲ့တော့ယုပ္ပနမဒဆိုတဲ့ငယ်မှန်တက်တာအာရောချမဒဆိုတဲ့ကျမ်းမာတဲ့မှန်တက်တာဇီဝိတမဒဆိုတဲ့အသက်မှန်တက်တာဒါတွေမကဘူးဓနမှန်တက်တာတို့အလှမှန်တက်တာတို့ပညာမှန်တက်တာတို့မှန်နေအများကြီးပဲအဲ့ဒါလို့ယာရုလေးမြင်လာလို့ရှင်လဲမာနတွေဖြစ်သွားပစ္စည်းလေးရချမ်းသာလာလို့ရှင်လဲမာနဖြစ်လာကျန်တဲ့လူတွေကိုလူမထင်မှုတွေဖြစ်လာအဲ့ဒီလိုမန်ရစ်မှုတွေကိုလည်းကိုယ်စိတ်မှာမဖြစ်စေနဲ့မန်ရစ်သွားတာတွေဆိုတာအရာထဲမှာတွေ့ဘူးမှာပေါ့နော်ဓာတုတက်သွားရင်ကျန်တဲ့လူတွေဖက်မလို့စီးပွားဥစ္စာတက်သွားရင်လည်းကျန်တဲ့လူတွေဖက်မလို့ဒါမျိုးတွေကမန်ရစ်သွားတယ်အဲ့ဒါလိုမန်ရစ်မှုတွေကိုလည်းကိုယ်စိတ်လေးကိုမဖြစ်စေနဲ့စိတ်ထဲမှာမာနတွေဝင်သွားတာမျိုးမဖြစ်စေရအောင်ထိမ့်သိမ်းဆောက်ရှောက်မယ်ဘာနဲ့ဆောက်ရှောက်တတိနဲ့စောင့်ကြည့်အောင်ငါစိတ်ဟာငကိုယ်တော့ကအခုလိုယာရုမတက်ခင်တော့ငါစိတ်ကတစ်မျိုးယာရုတက်တော့ငါဘာလို့တစ်မျိုးဖြစ်ရမှာလဲနော်ခုနတော့ကနှစ်သက်စရာအာယုန်နဲ့မတွေ့ခင်တော့ငါစိတ်လေးတည်ငြိမ်နေနှစ်သက်စရာအာယုန်နဲ့တွေ့တော့ဘာဖြစ်လို့တတ်မရတာလဲဒေါသဖြစ်စရာအာယုန်နဲ့မတွေ့ခင်တော့ငါစိတ်လေးဟာတည်ငြိမ်နေတယ်ဒေါသဖြစ်เสียနဲ့တွေ့ရင်ဘာဖြစ်လို့ဒေါသဖြစ်ရမှာလဲနော်တွေးဝေးเสียအာယုန်နဲ့တွေ့စောစောကငါးစိတ်ဟာဒီအမှန်သိနေတယ်လို့ရှိ
တွေ့ဝေစရာအာယုန်နဲ့တွေ့ရင်ငါစိတ်လေးဟာတွေ့ဝေသွားတယ်။ဘာဖြစ်လို့တွေ့ရမှာလဲအမှန်သိအောင်ကြိုးစားအောင်ဆိုဟောတယ်လို့ကိုယ်စိတ်လေးကိုစောင့်ကြည့်ပြီးတော့တတိနဲ့ထိမ့်သိမ့်ဆောက်ရှောက်အောင်ပါလို့ဒီလိုဆိုလိုတာမြတ်စွာဘုရားအဲ့ဒါလို့ဒီအချက်၄ချက်ပေါ့တမက်စရာအာယုန်နဲ့ပတ်သက်လာရင်လေတမက်မှုတွေမဖြစ်ရအောင်မုန်းတီးစရာအာယုန်တွေနဲ့တွေ့လာလဲဒေါသမဖြစ်ရအောင်တွေးဝေစရာအာယုန်တွေနဲ့တွေ့ရင်လည်းပဲမတွေးဝေရအောင်ရစ်မှုစရာအာယုန်တွေနဲ့တွေ့ရင်လည်းရစ်မှုမှုမဖြစ်အောင်ထိမ့်သိမ့်ဆောက်ရှောက်ပါတဲ့ဒီလိုဆိုတာပေါ့နော်ထိမ့်သိမ့်ဆောက်ရှောက်အောင်အဲ့ဒါလို့ထိမ့်သိမ့်ဆောက်ရှောက်နိုင်လို့ရှိရင်ဘာဖြစ်လဲတမက်စရာအာယုန်တွေပေါ်မှာမတက်မဲ့တော့ဘူးလောဘဆိုတာကင်းပြတ်သွားပြီကိုယ်တဏ္ဍာမှာမရှိတော့ဘူးလုံးဝအာယုန်တွေနဲ့ပတ်သက်လာရင်လိုချင်တဲ့လောဘတွေ့တာတဲ့လောဘကိုယ်တဏ္ဍာမှာလုံးဝဖြစ်တော့ဘူးမုန်းတီးစရာအာယုန်တွေဒေါသဖြစ်စရာအာယုန်နဲ့တွေ့ရင်ဒေါသမဖြစ်တော့ဘူးဒေါသတွေလုံးဝကင်းသွားပြီတွေးဝေစရာအာယုန်တွေပေါ်မှာလည်းတွေးဝေမှုမဖြစ်တော့ဘူးအသိပညာလွှမ်းမိုးပြီးတော့မောဟတွေကင်းသွားပြီနော်ရစ်မှုစရာအာယုန်နဲ့တွေ့လဲရစ်မှုတာမျိုးမဖြစ်တော့ဘူးရစ်မှုမှုတွေအလုံးကင်းသွားပြီမာမနာထားစရာတွေလုံးဝကင်းသွားပြီအဲ့ဒါလို့လောဘလည်းကင်းသွားတယ်ဒေါသလည်းကင်းသွားတယ်မောဟလည်းကင်းသွားတယ်မာနလည်းကင်းသွားပြီကိုယ်စိတ်လေးပါအဲ့ဒါတွေမရှိတော့ဘူးဆိုလို့ရှိရင်ဒီစိတ်လေးဟာလှုပ်ရှားရင်းရိုင်ခြင်းမရှိတော့ဘူးတဲ့ကြန့်ခိုင်သွားတယ်ရွှေတဲကရွှေရဲ့အညစ်အကြေးတတ္တုတွေကိုတန့်စင်ပြစ်လိုက်တဲ့အခါမှာရွှေစင်လေးဟာနော်တောက်ပြောင်ဝါဝဲလာတယ်လို့လူတွေတစားဆင်မှုစင်တစားပြုလုပ်တဲ့အခါမှာဘယ်လိုပုံစံလေးဖော်ပုံစံဖော်ဖို့လွယ်လာထို့တူပဲလူရဲ့စိတ်ဟာလည်းအညစ်အကြေးတွေကင်းသွားပြီဆိုရင်ကိုယ်စိတ်တိုင်းညာဖြစ်လာငါစိတ်လေးဟာဒီအာယုန်နဲ့ပဲနေရမယ်ဆိုရင်နေသွားတယ်လိမ္မာသွားပြီဒီနာနေဆိုဒီနာနေတယောက်တည်းနေတစ်စိတ်တည်းထားဟောကိုခိုင်းတဲ့အတိုင်းအကုန်လုပ်ပြီစိတ်လေးဟာနှုတ်ဆိုရင်ကိုကစဉ်းစားကြည့်လေထွက်လေဝင်လေလေးမှတ်မလို့နှာခေါင်းများနှာသီးပြားတင်လိုက်တာနဲ့တည်းနဲ့ဟိုထွက်သွားဒီထွက်သွားနော်အလွန်မိုက်ရိုင်းတဲ့ဒီနွားလေးတစ်ကောင်ဆုံးမရတာလို့ပဲအလွန်ခက်ခဲတယ်ပေါ့အငြိမ်မနေတဲ့မြောက်ကလေးတစ်ကောင်ထိမ့်သိမ်းဆောက်ရှောက်ရတာမလွယ်တယ်လို့ပဲလူရဲ့စိတ်ဟာလည်းပဲမြောက်လို့ပဲဟိုအာယုန်ဒီအာယုန်မှာရှောက်ပြေးနေတာအဲ့ဒါကိုသူ့ကိုငြိမ်သွားအောင်အာယုန်တစ်ခုတည်းပေါ်မှာငြိမ်ပြီးတော့ကိုထားတဲ့အတိုင်းနေအောင်တတိနဲ့စောင့်ကြည့်ပြီးလေ့ကျင့်ပေးပြီဆိုလို့ရှိရင်တဲ့မတုံ့လှုပ်တော့ဘူးမကြောက်ရွံ့တော့ဘူးထိတ်လန့်တုန်လှုပ်ခြင်းတွေမရှိတော့ဘူးဘယ်တော့မှလည်းကိုယ်စိတ်အခြေအနေတခြားဘသူတွေကဘာပြောကိုယ်စိတ်ကိုကြန့်ခိုင်မှုတွေရှိသွားပြီဆိုရင်အမြင်တွေလည်းပြောင်းလဲသွားတာမရှိတော့ဘူးတဲ့အဲ့ဒါကိုမြတ်စွာဘုရားကသုတ်တန်တစ်ခုမှဘယ်လိုဟောထားတော့ဆိုရင်ပညာပရိဘာဝိတံစိတ်တံသမ္မဒေဝဝိမုစ္စတိအာတဝေဟိပညာနဲ့လွှမ်းခြုံထားလိုက်တဲ့စိတ်ကလေးဟာတဲ့အာတဝလို့ဆိုတဲ့ကိလေသာအညစ်အကြေးတွေကိလေသာတွေကနေပြီးတော့လုံးဝလွတ်ကင်းသွားတယ်လွတ်ကင်းသွားပြီအညစ်အကြေးတွေကလွတ်ကင်းသွားတဲ့စိတ်ကလေးဟာကြန့်ခိုင်မှုအပြည့်ရသွားတယ်ကောင်းတာနဲ့တွေ့လဲမတုံ့လှုပ်တော့မကောင်းတာနဲ့တွေ့လဲမတုံ့လှုပ်တော့ကောင်းတာနဲ့တွေ့လို့တုံ့လှုပ်တယ်ဆိုတာမော်ကြွားခြင်းပဲဖြစ်တယ်နော်မကောင်းတာနဲ့တွေ့လို့တုံ့လှုပ်တယ်ဆိုတာစိတ်ဓာတ်ကြခြင်းပဲအဲ့တော့စိတ်ဓာတ်တက်ကြွခြင်းစိတ်ဓာတ်ကြခြင်းဆိုတာမရှိတော့ဘူးအာယုံရဲ့သဘာဝတွေကိုသိရှိပြီးတည်ငြိမ်တိမှတ်တဲ့စိတ်နဲ့ကြံ့ခိုင်တဲ့စိတ်နဲ့လောကရန်မုန်တိုင်းတွေနဲ့တွေ့တဲ့အခါမှာရင်းရိုင်ခြင်းမရှိဘူးကြံ့ခိုင်တဲ့စိတ်ဓာတ်မျိုးကိုရရှိတယ်မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာတဲ့ပုဂ္ဂိုလ်တွေဟာဘာရတော့လို့မေးလို့ရှိရင်စိတ်ဓာတ်ကြံ့ခိုင်မှုကိုရတယ်လို့ဒီလိုပြောမြတ်စွာဘုရားရဲ့အဆုံးအမကိုမရတဲ့မသိတဲ့ပုဂ္ဂိုလ်ဟာလောကရန်နဲ့တွေ့လို့ရှိရင်မခံနိုင်သည့်အတွက်ကြောင့်အဆိုးလောကရန်နဲ့တွေ့ပြီဆိုရင်နောက်ဆုံးကိုယ့်ကိုယ်တတ်သေးသည်ထိအောင်လုပ်ကြတယ်လေကဘာမှာကိုယ့်ကိုယ်တတ်သေးတဲ့လူတွေဟာ
စိတ်ညစ်လို့မခံနိုင်လို့တတ်သေးကြတာတွေအများကြီးပဲအဲ့ဒါဘာကြောင့်စိတ်ဓာတ်မကြံ့ခိုင်လို့စိတ်ဓာတ်ကြံ့ခိုင်မှုကိုရအောင်မြတ်စွာဘုရားရဲ့အဆုံးအမအတိုင်းစိတ်ကိုတတိဖြင့်စောင့်ကြည့်ရမှာဖြစ်တယ်စောင့်ကြည့်ပြီးတော့လေ့ကျင့်သင်ကြားပေးလို့ရှိရင်လိမ္မာရေးချားရှိတဲ့စိတ်ကလေးဖြစ်ပြီးမိမိရဲ့လိုအင်ဆန္ဒအတိုင်းတယောက်တည်းနေတစ်စိတ်တည်းထားနိုင်အောင်ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်လို့မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်းကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း